အားလုံးပဲမင်္ဂလာကြလေးပါရှင်လေးညမှာတော့ကျွန်တော်တို့ရဲ့ channel လေးကနေစာရေးဆရာလုံးခံရဲ့မခေါ်ပဲလာသည့်ဧည့်သည်ဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာအတော်ပြောင်းလဲသွားပြီပဲမရောက်တော့ကြတော့နေရာကြီးတော့မှတ်တော့မမှတ်မိတော့ဘူးဟိုကလေးမလေးလည်းလူပြန်ဖြစ်မယ်ဆိုရင်40ကျော်လောက်ရှိလောက်ပေါ့ကျွန်တော်တို့စီးလာသည့်တက္ကစီကားကနှစ်ချောင်းတစ်ထောက်ကိုကျော်ဖြတ်ပြီးဘယ်ဘက်သို့ချုပ်ခွေးလိုက်စဉ်ကျွန်တော်ရဲ့ဇနီးမြင့်ထံမှာအမှတ်တမဲ့ကြားလိုက်တဲ့စကားကြောင့်အတွေးများပြတ်တောက်သွားပြီးလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကပြည့်ပြတ်တွေကိုပြန်လည်မှတ်ရမိပါတော့တယ်။ထိုအချိန်ကမြစ်တညွန့်ရက်ကွက်သည်ပြင်တော်အိမ်လေးသားသာရှိခဲ့ပြီးယခုကဲ့သို့စီကားချင်းလည်းမရှိပေ။ယခုကလုံးကျိတ်အိမ်များကဲ့သို့ကားရိုက်များဖြစ်ပြောင်းလဲသွားပြီးလူနေထူရက်ကစီကားနေလာပါပြီ။ကျွန်တော်တို့မိသားစုသည်မြစ်တညွန့်ရက်ကွက်ရှိအိမ်လေးတစ်လုံး၌နှိမ့်တန်ကြာနေထိုင်ခဲ့ကူပါတယ်။ထိုစဉ်ကျွန်တော်ငားရင်လေးဘင်းကားတစ်စီးချင်းရုံးကန်ရှာဖွေတဲ့သူချင်းအိမ်ပိုင်ပွဲနိုင်ပဲမြစ်တညွန့်ရက်ကွက်မှပြင်တော်အိမ်လေးတစ်လုံးကိုသာငားရနေထိုင်ခဲ့ရပါပြီ။မြစ်တညွန့်ရက်ကွက်၌နေထိုင်မှုကဲ့သို့လဲကျွန်တော်တို့မိသားစုမော်လမြိုင်မြို့ပြောင်းရွှေ့သွားသည့်ကလေးကပြန်မရောက်ဖြစ်သည်မှာနှစ်ပေါင်း40ကျော်ခန့်ရှိပါပြီ။လူပြန်ဖြစ်မယ်ဆိုမဖြစ်ဘူးဆိုတာကဘယ်လိုပြောရပါမလဲမေကြီး။ဟုတ်တော့ဟုတ်ပါတယ်။ညလဲတွေးကြည့်တာပါ။ကျွန်တော်တို့ဇနီးမောင်တို့တမိတယောက်သာထွန်းကားခဲ့ပြီးတမိသည်ယခုအခါအသက်40နာကပ်၍သားသမီး2ယောက်ပင်ရနေပါပြီ။မြစ်တညွန့်တွင်စတင်နေတဲ့ကတမိအသက်သည်4နှစ်ကျော်သာရှိပါပြီတဲ့။လူတွေတိုင်းလူပြန်ဖြစ်တာမဟုတ်ဘူးမေကြီးရဲ့။လူပြန်ဖြစ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ကလေးမကအဆွဲလဲကြီးတယ်ဇွဲလဲကြီးတယ်လေတနာတရားတော့ကောင်းပါတယ်ဖေကြီးဟာအဲ့ဒီကောင်မလေးအကြောင်းကိုတမီးနဲ့တော့ဟိုတနေ့ကပြောပြကြသေးတယ်တမီးကအခုထိကြောက်နေတော့ကြောက်မှာပေါ့ဟာငါတို့တော့ကြောက်ခဲ့ရသေးတာသူတို့သားဖတ်နှစ်ယောက်ကတနာတရားပါတနာတရားကောင်းတာကငါတို့ပါကွာခမ်းမသိရင်တက်ပါထောက်တနိုင်တယ်အဲ့တော့ဟုတ်လေဖေကြီးကတန်တကြီးနဲ့អော်လိုက်တာအခုထိနားတဲ့ကကြားထွက်ဘူးလူမပြင်းနိုင်ဘူးဆိုရင်လည်းဘယ်ဘွားများရောက်နေလဲမသိပါဘူးသိကျင်လိုက်သွားကြည့်ပါလားဘာပြောရဲဖေကြီးကျမကိုသိခိုင်းနေတာလားအေးလေမင်းကဟိုကလေးမှဘယ်ဘုံဘွားရောက်နေဆိုတာကိုသိချင်နေတာမဟုတ်လားအဖေကြီးပဲကိုယ်တိုင်လိုက်သွားအဖေကြီးခေါ်လာတဲ့သူလေကားဆရာကကျွန်တော်တို့ပြောဆိုသည့်စကားများကိုနားစွန့်ပြီးနောက်ကြည့်မှန်ထဲမှာကြည့်နေတဲ့ဖြင့်ဆက်မပြောရန်အတွက်ညင်းဤပေါင်ကိုလက်နဲ့ပုတ်ကသတိပေးလိုက်ရပါတယ်ညင်းကကျွန်တော်ကိုစိတ်ကောက်ပြီးစကားဆက်မပြောတော့တဲ့ဖြင့်ကျွန်တော်လည်းအတွေးများကိုလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ထုတ်ပြန်လည်ပို့ဆောင်လိုက်ပါတော့တယ်တစားမုံလာသည့်နေ့ကိုကားဆွဲကောင်းသဖြင့်အချိန်ကိုပင်သတိမထားမိလိုက်ပြီရွှေတကုန်းနဲ့လိမ့်ဆိုင်ဥယျာဉ်ကိုခောက်တုံခောက်ပြန်ဆွဲပေးနေရတဲ့ဖြင့်ယင်းဒီကုန်းစန်းတီရီယုံရှေ့သို့ခီးသက်များပို့ဆောင်ပြီးအပြန်၌ည8 နာရီကျော်နေပါပြီချိန်လက်နေသည့်အတွက်အိမ်သို့ပြန်ဆုံးဖြတ်လိုက်ပြီးယင်းဒီကုန်းဘက်သို့ချိုးဝေးလိုက်သည့်အချိန်တွင်လမ်းပေါ်၌ရုပ်သည်ဖြစ်နေသည့်နေကွင်းများကြောင့်ကိုယ်နဲ့မသက်ဆိုင်သည့်ကိစ္စမှုမဆက်စုလျော်ပဲလူအကြီးကိုကြော်ပြရတာပြင်လိုက်သည့်အချိန်မျိုးသား၄-၅ယောက်ကကျွန်တော်ကားရှိကိုပိတ်ရက်ပြီးလက်တားနေသဖြင့်ကားကိုရက်လိုက်ပြီးအချိန်ကိုကြည့်လိုက်မိပါတယ်ကားတားနေကြများမှာအိန္ဒိယနယ်ဘာမျိုးသားများဖြစ်ကြပြီးရုပ်သည်ဖြစ်နေကြပါတယ်ကားဆရာလူနာတွေကိုဆေးရုံအမြန်ပို့ပေးပါကြိုးကြောင်မပြောဘဲအမိန်ပေးတဲ့ကဲ့သို့ပြောဆိုနေကြသူများကိုညှက်မဲ့ရန်ပြင်နေသည့်အချိန်မှာပင်ကားတွေကတိတ်ငနေဖြစ်သွားတဲ့ဆက်နောက်သို့လှည့်ကြည့်လိုက်သည့်အခါလူနာများကိုကားပေါ်သို့တင်နေကြလေဘာသိကြတယ်လဲဗျကားတိုက်သွားတာတိုက်တဲ့ကမောင်းပြေးသွားတယ်ခိုင်ရင်ပြပွားခြင်းမဟုတ်ပဲရင်တိုက်မှုတည်းတည်းအတွက်လူနာကအရေးကြီးနေတဲ့ဖြင့်ကျွန်တော်လည်းဘာမှဆက်မပြောတော့ပဲလူနာတင်ပြီးတဲ့အထိရက်ဆောင်နေလိုက်တယ်မောင်းလို့ရပြီလို့ကားနဝေးကိုပုတ်ပြီးပြောဆိုလိုက်သည့်အတန်ကြားလိုက်ရတဲ့ဂီယာထိုးရည်လီဘာကိုနင်းလိုက်ပါတော့တယ်။မြန်မောင်းမှာလူနာကအခြေအနေမကောင်းတော့ဘူး။ဘောင်းနေတယ်သူ။ဦးရီစာရလက်မော်သို့ရောက်သည့်အချိန်၌ကားနောက်ခန်းမှာခေါင်းပြူပြီးအမြန်မောင်းပြီးရန်ပြောဆိုနေကြတဲ့ဖြင့်မြန်မောင်းနေကြအောင်ပြန်လည်ပြောဆိုလိုက်ရတော့လေငယ်တန်ပေါင်အော်ဟေးပြီးရုံးကနေရရှိရှာသည့် B36 စတူဒီယိုကာဘီလေးဘီကားလေးဟာအင်ဂျင်ပူပြီးကွဲသွားသည်မျိုးဆိုတဲ့ဖြင့်ငဲ့ညာလိုက်ရပါတယ်။လူနာချင်းလင်ကိုတိလို့ဖြင့်ကားနောက်ခန်းကိုလက်ကြည့်လိုက်သည့်အခါကျန်းကင်းပေါ်၌ထိုင်နေသည့်မျိုးသား၏ပေါင်ပေါ်၌ဗီတဆောင်လဲနေသည့်အမျိုးသားလူနာတစ်ယောက်နှင့်စွတ်ကြက်လက်ပြက်နဲ့မျိုးသား၏ကိုပေါ်မှာမိန်းကလေးငယ်တစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မိန်းကလေးငယ်သည်တွင်းများဆွဲနေပြီးဇက်ကနောက်သို့လန်ကျနေပါပြီ။ရန်ကုန်ဆေးရုံကြီးရေးပေါ်ဌာနသို့ရောက်သည့်အခါကားရက်လိုက်ပြီးလူငယ်များကိုကြီးတဲ့ရန်ကားနောက်သို့အမြန်ပြေးရပါတော့တယ်။ကားဆရာကောင်မလေးကိုခေါ်သွားပြီးဆေးရုံဝန်ထမ်းများကိုအမြန်ခေါ်ပေးပါဗျာ။ဟုတ်ကဲ့စွတ်ကြက်လက်ပြက်ဝတ်ဆင်ထားသည့်အိန္ဒိယမျိုးနွယ်ပွားမျိုးသားကသူ့လက်ပေါ်မှာကလေးမကိုကျွန်တော်ထံသို့လွှဲပြောင်းပေးလိုက်တဲ့ဖြင့်ကျွန်တော်လည်းကလေးမကိုအမြန်ပွေကရေးပေါ်ဌာနထဲသို့ပြေးဝဝင်သွားပြီးဆေးရုံဝန်ထမ်းများကိုကူညီတောင်းရပါတော့တယ်ကျွန်တော်လက်ပေါ်မှာအိန္ဒိယနွယ်ပွားကလေးမသည်အသက်10နှစ်ဝန်းကျင်သာရှိပြီးဆေးရနမ်းမပုံလည်းရပါတယ်အဖြူရောင်လက်ရှိအင်ဂျင်နဲ့အညိုရောင်ပေါင်းပြီးတို့ကိုဝတ်ဆင်ထားပါတယ်သပင်ကရှည်လျားပြီးကြောလည်များသာရှိပါတယ်လူနာလိုက်ဖို့သည့်အမျိုးသားထံမှလက်ပြောင်းယူလိုက်သည့်အချိန်တွင်မျက်လုံးပွင့်လာပြီးကျွန်တော်မျက်နှာကိုအသေးချာကြည့်နေပြီဖြင့်ခြေနေမဆိုးသေးဟုထင်မိခဲ့တော့လဲအရှိဘောကန်တို့ရောက်သည့်အချိန်နဲ့အသက်ပြောက်သွားခဲ့ပါတော့တယ်။ဒဏ်ရာရထားပြီးမျိုးသားကဘယ်ဘက်လက်တွန်းတွန်းကြိုးပြီးအယုံကောင်းကောထွက်နေတွေ့လွယ်၍လှောက်ရှားညှဉ်းညူနိုင်သေးသည်။
ထို့သူ၏အခြေအနေကိုစောင့်ကြည့်ရန်အတွက်ကျွန်တော်ကိစ္စမဟုတ်သည့်အတွက်ကျွန်တော်တာဝန်ပြီးဆုံးသွားပြီမို့လူနာလိုက်ဖို့သည့်အမျိုးသားနှစ်ယောက်ကိုအိမ်ပြန်တော်နေပြီဖြစ်ကြောင်းအသိပေးလိုက်တဲ့ဖြင့်လူနာနှင့်လှုပ်ရှုပ်နေကြတဲ့ဖြင့်မပြောတော့ပဲကားစီသို့ထွက်လာခဲ့ပါတော့တယ်ဆေးရုံမှာပြန်လာသည့်အချိန်တွင်ည9 နာရီကျော်နေပါပြီကျွန်တော်ဝစားများပေါ်၌ကလေးမ၏သွေးများပြကြတဲ့ဖြင့်သွေးကြည်နှံများထောင်းထောင်းထနေပါတယ်ဗိုလ်ချုပ်အောင်ဆန်းလန်းတိုင်းမောင်းနေလာပြီးတိမ်သူစရက်ကွက်သို့ချုပ်ခဲ့လိုက်သည့်အချိန်တွင်ကားကောင်းနဲ့ကားနောက်ပိုင်းချသည့်မှန်၏ထုနေသည့်အတန်ကိုကြားလိုက်ရသဖြင့်လက်ကြည့်လိုက်သည့်အခါတေးသွဲသည့်လက်နှစ်ဖက်ကိုမြင်တွေ့ရလိုက်ပါတယ်ဆေးရုံကြီးရေးပေါ်ဌာနရှိ၌ကားရထားစဉ်ကလေးငယ်သူတက်ဆော့ပြီးကားပေါ်မှာပါလာခဲ့သည်ဟုထင်မှတ်သည်ဖြင့်ကားကိုလမ်း၌ဘေးရက်ပြီးဆင်းကြည့်သည့်အခါမှာတော့နောက်ခန်း၌မြည်သူများမရှိဘဲရှစ်ဘက်တောင်စွန်း၌ထိုင်ကုန်ပေါ်၌ဖြာကောက်တစ်ခေါက်ကိုသာမြင်တွေ့ရပါတယ်ဖြာကောက်ကိုယူကြည့်လိုက်သည့်အခါတစ်ဆက်ဆက်တင်ပြူတရားတစ်ချက်ဖြစ်နေသည်ဖြင့်ခီးတဲ့တယောက်ကြံခဲ့သည့်ဖြာဖြစ်နိုင်ပြီလေပိုင်ရှင်မြည်သူမှာမသိသည်ဖြင့်တမိုးကြီးမသည့်ရစီလည်းမဟုတ်တာကြောင့်ဖြာကောက်ကိုကားရှိကန်ထိုင်ကုန်ပေါ်သို့ပြစ်တင်လိုက်ပါတယ်ကျွန်တော်စိတ်ထဲ၌ဘဝင်မကြသည့်အချက်ကမှန်ကိုထုနှက်တည်သည့်အတန်နှင့်မှန်ပုံမှလက်နှစ်ဖက်ကိုသိချကြားခဲ့မြင်တွေ့ရခဲ့တော့လေကားနောက်ခန်း၌လူသူတယောက်မှရှိနေခြင်းဖြစ်တယ်ကားနောက်ခန်း၌တွင်းညီနံကထောင်းထောင်းထနေပြီဖြင့်တနေရာ၌ကားကိုရေးဆေးချင်ကြတော့လေည9 နာရီကျော်ဖြစ်သည့်အတွက်အိမ်ရောက်မှသာဆေးကြောတော့မြူဆုံးဖြတ်ကကားပေါ်သို့တက်၍အိမ်သို့မောင်းနေလာခဲ့ပါတယ်မြင့်ရေမြင့်လာပြီကိုရေဟင်းကိုသွေးတွေဘာဖြစ်တာလဲဒင်းကတကားဖွင့်ပြီးရင်ကျွန်တော်ကိုပေါ်မှာသွေးများကိုမြင်လိုက်တဲ့ဖြင့်လက်နှကြားမေ့ရှာပါတယ်ဘေးကွာမြင်းဒီကုန်းမှာကားတိုင်းမှုဖြစ်လို့လူနာကိုဆေးရုံလိုက်ဖို့ရတာနောက်ကျသွားတယ်ဟဲအကိုကိုတိုက်တာလားမဟုတ်ပါဘူးအခြားကားတဲ့စီးကိုတိုက်ပြီးမောင်းပြေးသွားတာတော်သေးတာပေါ့သွေးတွေမြင်လိုက်လို့ကိုပါများပြက်လဲဆိုပြီးလန့်သွားတာရင်းနေတောင်တုံတယ်တိုက်ခံရတဲ့သူရောအခြေအနေကောင်းရလားမကောင်းဘူးကွာကလေးမလေးကတော့10 နှစ်ဝန်းကျင်လောက်ပဲရှိမယ်နောက်တစ်ယောက်ကယောက်ျားကွာကိုယ့်ရဲ့အသက်ကြီးပုံရတယ်ကလေးမလေးကဆေးရုံရောက်မှဆုံးသွားတယ်ဟိုလူကတော့ဘယ်လိုနေလဲမသိဘူးအိုးတနာပါတယ်ကလေးမလေးတော်တော်ခံစားရရှာမှာပဲသူမိဘရဲ့အတွက်ကတော့ရေကျိုးရပါပြီကိုရေဟိုလူနဲ့ကောင်မလေးကဘာတော်သလဲကိုအဲ့ဒါတော့ကိုလည်းပဲသိပါမလဲနေရာဆုံးတော့ကလားလူမျိုးတွေဟိုလူကဆုပ်ဆုပ်ပြက်ကောင်မလေးကဆုပ်ဆုပ်ချာချာနဲ့ဆင်းရဲနှောင်းအားပုံရတယ်သမီးလေးရောအိတ်သွားပြီလားခုနလေးကမှအိတ်သွားတယ်သမီးကိုတည်ရင်နဲ့ကိုစောင့်နေတာကားဆက်တန်ကြလို့ထွက်လာတာရေချိုးရင်ကားရေဆေးလိုက်အောင်မယ်ကွာဟုတ်ကဲ့ကိုရေချိုးပြီးထမင်းစားမှမဟုတ်လားခင်းနေထားလိုက်မယ်နော်အေးနှွေးချင်လည်းနှွေးထားလိုက်ဟုတ်ကဲ့ကိုညလုံတော့အေးမိအောင်မယ်ရော့ဖျားယူသွားလိုက်အောင်ကိုဝဲလာတာလားမဟုတ်ပါဘူးကားပေါ်မှာကြမ်းခဲ့တာပိုင်ရှင်ဘယ်သူမှလည်းမသိဘူးတမိုးကြီးတဲ့ပစ္စည်းမဟုတ်တော့ယူထားကြတာပေါ့ဟုတ်ကဲ့ကိုထမင်းစားတော့ပြီးစလိတ်ဖွာရင်အနားယူနေသည့်အချိန်တွင်ကျွန်တော်ဇနီးမြင့်ကအိမ်နောက်ဖေး၌စားတော့ပြီးပကံခွဲရများကိုဆေးကြောနေပါတယ်ထို့အချိန်တွင်ကျွန်တော်ထိုင်နေသည့်ပလက်ကလထိုင်ရုံကိုကြောက်မိ၍တစုံတစ်ယောက်ကကိုင်းလုတ်တဲ့ဖြင့်လှုပ်သွားတဲ့ဖြင့်နောက်သို့လှည့်ကြည့်မိလိုက်တယ်သို့တော်မြည်သူများမရှိနေတဲ့ဖြင့်စိတ်ထဲ၌တမျိုးတမီခံစားသွားရတယ်အနီးနားသို့တရားရောက်ရှိနေတယ်လို့ခံစားရပြီးနှာခေါင်းထဲ၌လည်းတွင်းညီနှံများကိုရနေပါတယ်ကားရည်စီပြီးအိမ်မိုးတို့တက်လာသည့်အခါစိတ်ကမတိုးမတန့်ဖြစ်နေမိပါတယ်မေမေဘုံကနေအခန်းထဲမှာသမီးလေးအတန်ကြားလိုက်ရတဲ့ဖြင့်သမီးလေးစီကိုသွားရန်ပလက်ကလထိုင်မှာထားလိုက်သည့်အချိန်တွင်ပလက်ကထိုင်ခောက်ထားပြီးညနေသဖြင့်ထိုင်မရထမရဖြစ်သွားပါတယ်ပလက်ကထိုင်ခောက်သွားရခြင်းကထူးဆန်းလာပေတယ်ထိုင်ရမှထားလိုက်စဉ်ပလက်ကထိုင်ကိုကြောမိပြီးနောက်မှဆွဲမလိုက်တဲ့ဖြင့်ခောက်သွားခြင်းလည်းဖြစ်နိုင်ပါတယ်မေလာပြီးသမီးရေပြင်းကသမီးလေးစီပြေးသွားဖြင့်ကျွန်တော်လည်းညနေဒီပလက်ကထိုင်ကိုကြားမှရုံးကန်ထွက်ကသမီးစီသို့ပြေးသွားရပါတော့တယ်သမီးလေးဘာဖြစ်လို့လဲမြင်လန့်ပြီးငိုနေတာကိုကြီးခုနကောင်ကုန်းနဲ့ကြားလိုက်တယ်သမီးလေးစီလာမလို့ထားလိုက်တာပလက်ကလထိုင်ထားမှညက်ပြီးထမရပြက်နေတာသမီးကြောက်တယ်မေဘာမှမကြောက်နဲ့သမီးမေရှိတယ်မိခင်ကရှင်ကွန်းထွေးပိုက်ထားသည့်သမီးငယ်လေး၏မျက်လုံးများကိုတောင်ကြီးမြောက်ကြည့်ကြောက်လန့်တဲ့ဖြင့်ကျွန်တော်စိတ်ထဲ၌တပြားဖြစ်လာခဲ့တယ်ကိုပြည့်ယူသွားယူလိုက်အောင်မယ်ဟုတ်ကဲ့ကိုဖျားစင်ပေါ်မှာပြည့်ရယူရအိရှိကန်းသို့ထွက်လာသည့်ချိန်တွင်ကျွန်တော်နဘေးမှာဖြတ်သွားသည့်အဖြူရောင်ရိတ်တစ်ခုကိုခက်ရေးမြင်တွေ့လိုက်ရပါတော့တယ်ထို့ဖြူရောင်ရိတ်သည်အိရှိကန်းသို့ရောက်လာပြီးရုတ်တရက်ပြောက်ကွယ်သွားပါတယ်စိတ်ထဲ၌စနှုံးစဖြစ်သွားခဲ့သည်ဟုထင်ရှားမြင်တွေ့ရခြင်းမဟုတ်ဘဲပရာလောကသားများကိုသာပြောဆိုရမယ်ခက်ခဲနေလာပါတယ်ကျွန်တော်လည်းဖျားစင်ပေါ်မှာပြည့်ရယူကအိရှိကန်းသို့ပထမ်းလိုက်ပြီးသမီးလေးနဲ့အိတ်ခန်းကိုပါပြည့်ရည်နဲ့ပထမ်းလိုက်ပါတယ်ဘာမှမဖြစ်တော့ဘူးနော်သမီးမေရှိတယ်ပြန်အိတ်တော့နော်ဟုတ်ကဲ့မေ
ကိုကြီးဇလုံးတွေကဆေးလက်စပကံတွေကိုအိတ်ထက်ထည့်ပြီးနောက်ဘေးတကားနဲ့ပို့လိုက်ပါအောင်နော်ဗီဒီယိုပိတ်ဖို့လည်းမမေ့နဲ့ဦးနော်အေးကိုလုပ်လိုက်ပါမယ်ညနေသမီးလေးတို့ခြံအောင်ထဲဝင်သွားပြီးနောက်ကျွန်တော်လည်းအိမ်နောက်ဘေးသို့ဝင်သွားပြီးရေကန်ပြင်ပေါ်မှာဆေးလက်စပကံများကိုရေစုံလဲတို့ထက်ကနောက်ဘေးတကားနဲ့ပိတ်မိဟုအိမ်သားတကားများအလိုလိုပွန့်လာတဲ့ဖြင့်စိတ်ထဲကအိမ်သားကိုလှမ်းကြည့်မိလိုက်ပါတော့တယ်အိမ်နေ့ရေကပြင်း၌ဆယ်ပင်ရတာဝေးတဲ့ဖြင့်ရေကပြင်း၌ထုံထားသည့်မိအောင်ဖြင့်အိမ်သားကိုကောင်းစာမြင်တွေ့နေရပါတယ်အိမ်သားထဲတွင်ရက်နေသည့်မိန်းကလေးတစ်ယောက်ကိုမြင်တွေ့လိုက်တဲ့ခိုင်၌ရုတ်တရက်လန်သွားမိပါတယ်ထိုမိန်းကလေးသည်ကျွန်တော်ကားဖြင့်တင်ပြီးဆေးရုံသို့လိုက်ပို့ခဲ့တဲ့မိန်းကလေးပင်ဖြစ်နေပါတယ်ခေါင်းကို၏မျက်လုံးကိုလှန်ကြည့်နေသဖြင့်အကြည့်ကမကျင်တဲ့သည့်အကြောင်းကိုဖော်ပြနေပါတယ်ကျွန်တော်လည်းတကားမြန်ပိတ်ပြီးပြုတ်ခဲ့ပူသည့်ကုသိုလ်များကိုအမျှပေးဝေလိုက်ပါတယ်ထို့နောက်အိမ်တကားများကိုဆွဆွေးပြီးမိဖို့ကြောင့်မှမိတလုံးဖွင့်ထားပြီးကြံမီလုံးအလုံးကိုပိတ်ကအိတ်ခမ်းထဲသို့ဝင်၍မျက်ရည်ပင်တွင်လှည့်ချလိုက်ပါတယ်အဆက်မပြတ်ဆွဲနေသည့်ယထာအိုတန်ကြောင့်ကျွန်တော်လန်တို့သွားခဲ့ရပါတယ်ယထာခုတ်မောင်းတံများနေစဉ်နဲ့များကြားနေသည့်အလေးကျင့်ဖြစ်တော်လဲယနေ့ကျမှလန်တို့ခဲ့ရခြင်းဖြစ်ပါတယ်ညနေသမီးလေးကတုတ်များသည်မလှုပ်ကြပဲတခေါခေါနဲ့အိမ်မောကြနေပါတယ်ယထာတန်တိတ်ဆိတ်သွားတော့လဲအဲ့ရဘေးမှာစပွဲနေနိုင်မှတစ်ချက်ချင်းမြင်နေရတဲ့အတန်ကိုကြားနေရပြန်ပါတယ်လက်နိုးသွားတဲ့မျက်လုံးများကျယ်ပြီးပြန်အိမ်များတော့လဲမနက်စောစောထပြီးကားဆွဲရအောင်မှမို့စွန့်မိတ်ပြီးအဲ့ရန်ခန်းသီးလိုက်ကာကိုလှုပ်သွားသဖြင့်ခေါင်းထောင်ကြည့်လိုက်မိပါတယ်ကျွန်တော်တို့အိတ်ခန်းတော့တကားမရှိပဲခန်းသီးလိုက်ကာတတ်ထားသဖြင့်လုံခြုံမှုမရှိတော့လဲအိမ်ငါပြစ်သည့်အတွက်တကားမတက်တော့ပဲဒီတိုင်းထားလိုက်ခြင်းဖြစ်ပါတယ်ခန်းသီးလိုက်ကလှုပ်သွားတော့လဲဆက်ပြီးမထူးကြသဖြင့်ခေါင်းအုံးကိုခေါင်းချလိုက်ပြီးအချိန်မှာပဲခြေရင်းမှခြံတော်ကိုတဖြည်းဖြည်းဆွဲတင်နေပြီးကိုမြင်တွေ့လိုက်ရပြီးကျွန်တော်ချက်ချင်းထိုင်လိုက်ပါတယ်ခြံတော်နားသားကိုဆွဲမှတာကဲ့သို့အလဲတွင်တွတ်မြရက်နေပြီးကြက်တိမွေးညင်းများထလာပါတယ်မြင်းကိုနှိုးရပြင်ကောင်းလို့စဉ်ဆန္ဒသည့်ကျွန်တော်ရဲ့ခြေထောက်ကိုအေးဆက်ပြီးလက်ဖြင့်စုပ်ကင်ထားလိုက်ပြီးခံစားလိုက်ပြီးခြေထောက်ကိုအမြန်ယုံပြီးစောင်းကြောင်းထိုင်လိုက်ပြီးပါတယ်ခြံတော်နားစားကပြန်မကြပဲတက်နေပြီးကျွန်တော်လဲတံပိုးတွေကတော့ကိုအတန်ထုတ်ရွတ်ဆိုပြီးအချိန်တွေကိုစောင့်ကြည့်နေပါတယ်ခဏကြာတွင်ခြံတော်နားသားပြန်ကျသွားပြီးခြံတော်ရဲ့အပြင်ဘက်၌စောင်းကြောင်းထိုင်နေပြီးမိန်းကလေးငယ်တို့ကိုထင်ရှားရှားတွေ့မြင်လိုက်ရပါတယ်မိန်းကလေးငယ်ကခေါင်းကိုအနေငယ်ငုံပြီးကျွန်တော်ကိုမျက်လာကြီးလှန်ကြည့်နေပြီးကြောထဲမှာစိတ်တက်လာပါတယ်မြင်းကိုနှုတ်လိုက်ပြန်ရင်လဲကြောက်လိုက်ယုံမှတော့ဘာမှမထူးပြီးမနှုတ်တော့ပဲခြေ၌စောင်းကိုဆွဲယူကခေါင်းပြီးခြုံထားလိုက်ပြီးခြံတော်ဘက်သို့ကြောမပေးရတဲ့ဖြင့်သမီးလေးဘက်ကိုလဲအိတ်နေသည့်မြင်းကိုကြောချင်းကတ်ခါခြံတော်ဘက်သို့မျက်နှာမူထားပါတယ်စောင်းကိုခေါင်းပြီးချုပ်ပြီးနားစွန်းထားပြီးအချိန်တွင်ကျွန်တော်လက်မောင်းကိုလက်ဖြင့်ကုပ်နေတဲ့ဖြင့်စပင်များပင်ထောက်သွားပါတယ်စောင်းသားလွတ်သွားမိပြီကိုခြေလောင်များနဲ့သာမကဖိထားရပါတယ်ဟမ်ဘာလဲသမီးလေးမြင်းအတန်ကြားလိုက်တဲ့ဖြင့်စောင်းကိုလှက်ပြီးကြည့်လိုက်တဲ့အခါငုတ်တုတ်ထိုင်နေသည့်သမီးလေးကိုမြင်တွေ့လိုက်ရပါတယ်ရှုပ်ပါမလို့လားသမီးလေးဟုတ်ကဲ့လာမေမေအိမ်သားတို့လိုက်ပို့ပေးမယ်မြင်းနိုးလာသည့်အခါမှာအသက်အောင်ထားသမျှကိုဖြေလျှော့လိုက်ရပါတော့တယ်ထိုအခါစီးသွားခြင်းစိတ်ရေတောက်ခြင်းတဲ့စိတ်ကအလိုလိုပေါ်လာပါတယ်ကိုလည်းလိုက်ခဲ့မယ်ရှုပ်ပေါခြင်းလို့ဖေဖေကိုနှိုးလို့မရလို့မေမေကိုနှိုးလိုက်ရတာသမီးလေးပြောသည့်အခါမှာကျွန်တော်ပခုံးကိုကုတ်နေသူမှာသူ့သမီးလေးပင်ဖြစ်ကြောင်းသိလိုက်ရပါတယ်ဟုတ်လားမေမေကိုလည်းနှိုးရပါတယ်သမီးရဲ့လာပြင်ထွက်ဘုံဆိုတဲ့အတန်တခုကြားလိုက်ရပါတယ်အမလီဘာသာကြီးလဲကျွန်တော်ဒီမတ်တို့ကျွန်တော်တို့တားမိတာဖတ်တော့ထွက်ပြီးအချိန်တော့အခြေခံတစ်ခုပြုတ်ကြသည့်အတန်ကိုကြားလိုက်ရပါတယ်သမီးလေးကိုရှူသွားတယ်လိုက်ကိုအေးရှိကိုသွားကြည့်လိုက်အောင်မယ်မြင်းနဲ့သမီးလေးကိုအိမ်နောက်ဖေးထွက်သွားသည့်အခါကျွန်တော်လည်းအေးရှိဘက်သို့သွားရင်မိဖွင့်လိုက်ပါတယ်မိချောင်းကချက်ချင်းမလင်းမလာသေးပဲတဖြက်ဖြက်ဖြစ်နေသည့်အတွက်အေးရှိတကားကိုကြောပေးရက်နေသည့်မိန်းကလေးကိုမြင်လိုက်ရပါတော့တယ်ကျွန်တော်လည်းဘာမှစဉ်းစားမနေတော့ပဲဖျားစင်ပေါ်မှာပည့်ရည်ပလင်းကိုအမြန်ယူကအေးရှိတကန်းလုံးကိုပတ်ဖြန်းလိုက်ပါတော့တယ်ထိုအခါမိန်းကလေးကပျောက်ကွယ်သွားတော့တယ်မိချောင်းလင်းလာသည့်အခါအေးရှိကန်းကိုစစ်စစ်ကြည့်တော့လဲဤသည့်ပစ္စည်းများပြုတ်ကျနေခြင်းမရှိပဲမိဖို့ကြောင့်ပြန်ပိတ်ပြီးနောက်ဘေးသို့ဝင်ခဲ့ပါတယ်မြင်းကသမီးလေးကိုရေကပြင်း၌ရှူတင်တဲ့ဖြင့်ကျွန်တော်လဲအိမ်သားတို့သွားကစီးသွားလိုက်ပါတယ်ကိစ္စပြီးအိမ်သားမှထွက်လာသည့်အခါစတိတ်ဖြန်းထသွားပါတယ်စီးသွားပြီးစတိတ်ထလာသူထမှတ်မိလိုက်ပါတယ်မြင်းလဲရှူပေါက်လိုက်အောင်မယ်သမီးလေးကိုခဏကြည့်ထားအောင်တော့အေးမြင်းအိမ်သားလေးဝင်နေခိုင်းကျွန်တော်နဲ့သမီးလေးကအိမ်သားကရေကပြင်းဘေးတွင်ထိုင်နေကြပါတယ်ဘာလဲသမီးလေးကကျွန်တော်ပခုံးကိုလက်ဖြင့်ကုပ်ပြီးအိမ်သာခေါင်မိုးပေါ်လက်ညှိုးညွန်ပြနေသူဖြင့်ကြည့်လိုက်ပြီးအခါအိမ်သာခေါင်မိုးပေါ်တွင်လက်တစ်ဖက်ရှစ်သို့ထောက်၍စောင်းကြောင်ထိုင်နေပြီးမိန်းကလေးငယ်ကိုမြင်လိုက်ရတဲ့ဖြင့်ကျွန်တော်တို့တကူလုံးအေးဆက်တောင်တင်သွားပြီးကြက်တိမှုညင်းညပင်ထားသွားပါတယ်
သမီးမကြည့်နဲ့နင့်မြန်လောက်ဟာဘာဖြစ်လို့လဲကိုမြန်လောက်ပါဆိုကွာပြီးပါပြီကိုရဲ့အိမ်သာတက်ချင်လို့လားစကားမများစမ်းနဲ့ကွာမြန်ထွက်ခဲ့သမီးလေးကိုဆွဲလိုက်ပြီးအိတ်ရှိပန်းသို့မျက်နှာမူခိုင်းရင်းဇနီးတဲ့ကိုအမြန်ထွက်ဖို့ပြောရပါတော့တယ်မိန်းကလေးတွေမြည်တူအတွက်ကျွန်တော်ကို6လက်နေမှမသိပါအိမ်သာတက်ချင်တာများတခါတည်းတက်လိုက်ပါတော့ကိုရဲ့မြင်းကအောက်ထားလို့ရပါတယ်စကားမများစမ်းပါနဲ့အိမ်ထဲကိုမြန်ဝင်သားပါတမောင်းလေးကိုကင်ပြီးအိမ်ထဲသို့ဆွဲသွင်းလိုက်တဲ့အခါမှာမြန်ပိတ်နေသည့်ကျွန်တော်ကိုမြင်းကနားမလည်သူတွေဖြင့်ကြည့်နေပါတယ်ဘာဖြစ်နေတာလဲကိုကိုကြည့်ရတာတခုဖြစ်နေလို့ပဲနောက်မှမေးပါကွာခန်းထဲသွားကြမယ်တဲရဲတွေးလို့မေမေရေးဟင်းတဲရဲမဟုတ်ပါဘူးသမီးလက်ရပါဟုတ်ပါဘူးသမီးမြင်ပါလေမြင့်ကိုလည်းပြောကြပါဦးတဖနှစ်ယောက်ဘာတွေဖြစ်နေကြတာလဲအိမ်သာမိုးပေါ်မှာတဲမထိုင်နေတာသမီးတွေ့တယ်မေမေဟင်းဖះဒါကြပါကွာသမီးကလည်းမဟုတ်တာတွေမပြောရဘူးဟုတ်ပါတယ်ဆိုတဲကကလမလေးတဲရဲလေးလေတော်တော်ရှာရှိတဲ့သမီးပါလားလာသွားမယ်ထဲကျွန်တော်လည်းစိတ်မရှိတော့သူဖြင့်သမီးငယ်လေးကိုပွက်ချီကအိတ်ခမ်းထဲသို့ပွက်လိုက်ပါတယ်မြင်းကလည်းကြောက်လန့်ဖြင့်ကျွန်တော်နောက်မှာကပ်ပြီးလိုက်လာပါတော့တယ်ထိုနေ့ညကသမီးလေးသာအိတ်တို့ပြောသူဖြင့်ကျွန်တော်နဲ့မြင်းတို့ကြောဆန်း၍မိုးလင်းခဲ့ပါတော့တယ်တညလုံးအေးပြတ်ထားတာကြောင့်ဒီနေ့ကားမဆွဲတော့ပါလားကိုကြီးမြင်းပြောတာမှန်ပါတယ်တညလုံးမအိပ်ရသည်ဖြင့်မူးဝေပြီးငါမြည်နေပါတယ်အေးကွာမနှက်ဆာစားပြီးခဏအိတ်လိုက်အောင်မယ်အဲ့ရကနှုံးမပဲကားထွက်ဆွဲတော့မယ်မြင်းလည်းချက်ပြုတ်စားတော့ပြီးမှခဏအိတ်မယ်မူးနောက်နေပြီးဈေးမသွားတော့နဲ့ကွာရှိတာနဲ့ဖြစ်သူလိုချက်တော့ဟုတ်ကဲ့ကိုဘဲဥပဲကြော်စားလိုက်ကြတာပေါ့သမီးလေးလည်းကြိုက်တယ်လေအေးမနှက်စာစားပြီးတွေကအိမ်ငိုက်လာသဖြင့်အိတ်ရှိကန်းထုံဖျားခင်းပြီးအိတ်ဆက်လိုက်ဒီမှာညနေ4 နာရီပင်ထိုးကန်ဒီမှာနိုးလာပါတော့တယ်ညင်ထားအောင်လေအကိုနိုးပြီလားအေးနိုးပြီသမီးလေးရောသမီးလေးကခန်းထဲမှာလေအခုထိအိတ်နေတော့ညနေဆောင်ပြီးနှိုးလိုက်တော့ဟာညအထိညမအိတ်နိုင်မနေလိမ့်မယ်ခဏနေမှနှိုးလိုက်တော့မယ်တပတ်နေအောင်ဆိုအိတ်နေကြတာငါတခေါနဲ့မင်းကမအိတ်ဘူးလားအိတ်မလို့ပဲဝစ်လျှော်စရာရှိရနဲ့မအိတ်တော့ပဲဝစ်တွေလျှော်လိုက်တာကိုအင်ကြီးနဲ့ပစိုးမှာသွေးတွေကစွန်းနေတယ်လျှော်လို့ကိုမရတော့ဘူးလွန့်ပလိုက်ကွာအင်ကြီးချစ်ကုတ်နဲ့ဝယ်ထားမှနှမျောလို့ကိုရေးစွန်းနေမှာတော့ဘာလို့ရမှလဲမြင်ရတဘောပဲကွာကိုကားထွက်အောင်မယ်လန်ဖြစ်သွားအောင်ရေချိုးပြီးမှသွားလေချိန်သိမ့်မရှိတော့ဘူးကွာရေချိုးနေရင်ကြာနေလိမ့်မယ်ပြန်လာမှပဲချိုးတော့မယ်ဟုတ်ကဲ့ကားဆွဲကောင်းတဲ့တွင်ကျွန်တော်စိတ်ပြက်လာမိပါတယ်ညနေစထွက်ခဲ့တဲ့ည7 နာရီကျော်စီခီး3ချောင်းပဲပို့ရပါသေးတယ်ခီးတဲ့ရသည့်တရုတ်လူနေရာမျိုးမှာပင်ကားတားဖြစ်နေရမရှိပေကားဆက်ဆွဲခြင်းမရှိတော့တာကြောင့်အိမ်တို့ပြန်လာခဲ့ပါတယ်စိတ်ပြက်လက်ပြက်ချင်းပြန်လာစဉ်ဆလီလန်ထိတ်ရနိုင်တန်ခါနဘာလက်သားနေပြင်ရက်တက်ပြလိုက်ပါတယ်တန်ခါနဘာသွားလိနေရာတွင်ဝေးလန်လန်မဟုတ်ပေတရတော်ကျောင်းတို့သာဖြစ်နေတွင်ကုသိုလ်ယူဒါနာပြု၍လိုက်ပို့လိုက်ပါတယ်တရတော်ကျောင်းနဲ့ရှိနိုင်ကားရက်လိုက်ပြီးခါရှေ့ကမှတန်ခါတော်မှမစင်ပဲနောက်ခန်းကတမန်တော်ရှိရသူကျွန်တော်ကိုပြောဆိုတဲ့နဲ့အားသေးသွားပြီပါတယ်တကာကြီးကားကိုတန်းဆက်လိုက်ပါအောင်ဗျတကာကြီးရဲ့ကားပေါ်မှာမကျွတ်လွတ်သေးတဲ့သူရှိနေပါတယ်တင်ပါဖေဟာတပည့်တော်ဘလို့လို့ရပါမလဲဖေဟာတန်ဃာတွေပင့်ဖိတ်ပြီးစွန့်ကက်ညတန်းပြီးလိုက်တန်ဃာတော်တွေကိုပင့်ပိတ်တဲ့အခါကမဝါဖတ်ပေးလို့ရင်ဆုံးဥလျှောက်တင်ပြမဟုတ်ရင်ယူစွန့်ကက်ပဲထင်ပြီးကမဝါစာယူလာကြမှာမဟုတ်ဘူးတင်ပါဖေတန်ဃာတော်နမဆင်းသွားပြီးနောက်ဘိုးကျောင်းဆန်ဘက်သို့ချိုးကွေ့ပြီးဘိုးကျောင်းဆန်မီးပွိုင်းသို့ရောက်သည့်အခါမီးပွိုင်းနေတဲ့ဖြင့်စောင်းတိုင်းသည့်အချိန်တွင်ကားနောက်ခန်းနဲ့ခေါင်းကန်းကိုချနေသည့်မှန်3 ချက်ကိုပုတ်နေသည့်အတန်ကြားလိုက်တဲ့ဖြင့်နောက်ကြည့်မှနောက်ခန်းသို့ကြည့်လိုက်မိပါတယ်ဟာလက်နှစ်ဖက်ကိုတန်တန်းကိုကိုင်မျက်လုံးပြူပြီးကျွန်တော်ကိုကြည့်နေသည်ကြောက်လန့်နေသည့်မိန်းကလေးဖြစ်ကြောင်းပြောစရာမလိုတော့ပြီရဲစွန်ပြီးနောက်သို့လှည့်ကြည့်လိုက်တဲ့အခါမြင်တွေ့ရပဲနောက်ကြည့်မှကြည့်လင်ဒါမြင်တွေ့ရပါတယ်ထိုတိုင်းဆိုပါကတရတော်ကျောင်းတွင်ဆင်းသွားသည့်တန်ဃာတော်ကြီးများပြောသလိုလောက်ရတော့သည်မဟုတ်တွေးနေစဉ်မီးစိမ်သွားတဲ့ဖြင့်ဆက်လက်မောင်းနေလာခဲ့ပါတယ်ကားမောင်းနေနောက်ကြည့်မှကိုမကြခဏကြည့်မိတော့လဲအရောက်သည့်ဒီမတွေ့ရတော့ဘူးအိမ်တို့ရောက်သည့်အခါအေရှိနိုင်ကားရက်ပြီးမြင့်ကိုဟုန်တီးပြီးခေါ်လိုက်ပြီးပါတယ်ဖေဖေတရားလာပြီမေကြီးသမီးအိမ်ပေါ်မှာပဲနေအောက်ကိုဆင်းမလာနဲ့မေရောမေနောက်မွေးရရှိပါတယ်မေကိုဖျားစင်ပေါ်ကပြည့်ရည်ယူခဲ့လို့ပြောလိုက်အောင်ဟုတ်ကဲ့ဖေသမီးလေးနဲ့ပြောလို့ဆိုရင်မြင့်ရောက်လာတဲ့ဖြင့်အတော်ဖြစ်သွားပါတယ်ကိုပြည့်ရည်ယူလို့ရမလားအေးခဏလေးနော်သမီးကိုအောက်မဆင်းစီနေဟာဟုတ်ကဲ့မေမြင့်ကသဘောပေါက်ပုံရပါတယ်ဖျားစင်ပေါ်မှာပြည့်ရည်ပလင်းကိုအမြန်ယူပြီးကျွန်တော်စီပြလိုက်ပါတယ်ပြည့်ရည်က
လက်သုံးလုံးပဲကြံမှာတော့တယ်မင်းညာကတဝက်ကျော်ရှိပါသေးတယ်ဟုတ်တယ်ကိုခုနကတိုင်းလုံးဖြန့်လိုက်လို့ဒါပဲကြံတော့တာဟင်းအိမ်မော်ရောက်ရမယ်ပြောပြတော့မယ်ကိုလို့ဆရာရှိတာလို့ဒီချိုးပမှာမဟုတ်လားအေးရေလဲလုံကြီးနဲ့တစ်ပတ်သွားယူလိုက်အောင်မယ်သမီးလို့ခဏကြည့်လာအောင်နော်မြင့်ရေလဲလုံကြီးသွားယူနေစဉ်လက်ကြံပြည့်ရည်ကားတစ်စီးလုံးကိုပတ်ပြန်းလိုက်ပါတော့တယ်ရေချိုးပြီးဝစားလဲနေစဉ်မြင့်ကကျွန်တော်ကိုလက်ကုပ်ပြီးအိတ်ခမ်းထဲသို့ဝင်သွားပြီးဖြစ်ကျွန်တော်လည်းမျက်နှာမှာအိတ်ခမ်းထဲသို့လိုက်သွားတယ်ဘာဖြစ်လို့လဲပြောစရာရှိလို့ပြောလေညနေ9 နာရီလောက်မှာမြင့်ကသမီးလေးကိုထမင်းခွန်းနေတာထမင်းခွန်းနေတဲ့အချိန်မှာသမီးလေးကစောတဲ့ကောပတ်ရုပ်ကအဝတ်ချင်းနှောင်းပေါ်ကနေပြုတ်ကျလာတယ်ကြွတိုးလို့ပြုတ်ကျတဲ့ထမီမြင့်ကလည်းသမီးလေးကိုထမင်းဆက်ခွန်းနေတာပေါ့ခါနေတော့ကောပတ်ရုပ်ကမြင့်တို့အိတ်ခမ်းဝအိမ်နောက်ဘေးကိုလက်လျှောက်သွားနေတာကိုဟေးသမီးလေးတွေ့သွားသေးလားမတွေ့ဘူးသမီးကနောက်ဘေးကိုကြောပေးထားတယ်ကောပတ်ရုပ်ကနောက်ဘေးဝင်သွားတာနဲ့မြင့်လဲပြည့်ယူပြီးတိတ်လုံးပတ်ထန်းလိုက်ရတော့တယ်ညနေဆောင်ပဲရှိသေးတာတော့ဒီလိုဖြစ်နေတာလားဟုတ်တယ်ကူကျွန်တော်ကြုံခဲ့သည့်အကြောင်းကိုမပြောပြတော့ပဲကျွန်တော်သိလို့သည့်အကြောင်းကိုသာမေးလိုက်ပါတယ်အဲ့ဒီတော့ကောပတ်ရုပ်ကဘာဖြစ်သွားလဲရေကပြင်းတဲ့လို့သွားတာမြင်လိုက်ရတယ်မြင်လဲသွားမကြည့်ရဲလို့နောက်ဘေးတကားပိတ်ပြီးလိုက်ရတယ်ရေကပြင်းတကားကမပိတ်ရသေးဘူးပေါ့ဟုတ်တယ်ကိုသွားကြည့်လိုက်အောင်မယ်တကားပိတ်ထားအောင်သမီးလေးတို့နေခဲ့တတိထားပြီးသွားနော်အေးပါညင်းရှိမှမို့မကြောက်ဟန်ဆောင်နေရတော့လေကျွန်တော်စိတ်နဲ့ကြောက်လန့်မနေပါတယ်အိမ်နောက်ဘေးတကားကိုဖွင့်ပြီးနောက်သို့လက်ကြည့်လိုက်ပြီးအခါညင်းကကျွန်တော်ကိုစိတ်မချသွဖြင့်အိမ်ရှိကမ်းမှာစောင့်ကြည့်နေပါတယ်မိဖို့ဆောင်ဖွင့်ထားတဲ့မိဖို့ဆောင်ဖွင့်ထားတော့လေရေကပြင်းမိဖို့မထားသွဖြင့်ရေကပြင်းထွက်လာသည့်တကားကိုပိတ်ရန်ကြောနေနဲ့ချမ်းလာမိပါတယ်တကားကအပြင်သို့ရေကပြင်းတို့ဆိုမပိတ်လို့ရမဖြစ်သည့်အတွက်ရေကပြင်းတို့ထွက်လာပြီးတကားပေါင်ကိုတင်လိုက်တဲ့အချိန်မှာပဲကျွန်တော်လက်ကိုဆုပ်ကန်လိုက်ပြီးလက်တစ်ဖက်ကိုမြင်တွေ့လိုက်တဲ့ဖြင့်လမ်းပြီးအော်လိုက်မိပါတယ်အမလေးတရားကိုဘာဖြစ်တာလဲကျွန်တော်အော်လိုက်သည့်အတန်ကြောင့်မြင့်တဲ့သမီးလေးတို့ပြေးလာကြလို့ချင်းနဲ့ခေါင်းရင်းအိမ်မှာဒီထဲမောက်များဖွင့်ပြီးကျွန်တော်ကိုကြည့်လိုက်တဲ့အခါကျွန်တော်ရှက်မိသွားပါတယ်ဘာမှမဖြစ်ပါဘူးရေကပြင်းပေါက်ထဲခြေထောက်ကျွံသွားလို့ကျွန်တော်လင်ညာပြုတ်ဆုပ်လိုက်ခြင်းဖြစ်ကြောင်းမြင့်ကသိသည်ရေကပြင်းမနိုင်ချက်ထိုးချနေလက်များတုံနေသည်ဖြင့်အိမ်ပေါက်လန်းမတဲ့အချိန်နဲ့မြင့်ကတကားချက်ကိုထိုးပေးနေပါတယ်ကျွန်တော်ကြောက်လန့်တာတစ်ခါမှမမြင်ဘူးသည့်အတွက်လွန်ချောက်စရာကကောင်းသည့်အရာများကိုတွေ့မြင်လိုက်ပြီးခုလိုဖြစ်သွားခြင်းမှာမြင့်ကကျွန်တော်ကိုဘာမှမပေးပဲတောက်ရည်တစ်ခွက်ခတ်တိုက်ပေးရပါတယ်ကိုအိတ်ရှိသွားရအောင်အေးအိတ်ရှိသူထွက်လာတဲ့ဒူးချောင်းဒီလိုခံစားရတဲ့ဖြင့်တစ်ချက်ခွေးကြမသွားတဲ့ပင်ဖြစ်နေပါတယ်ရလာကိုအေးရတယ်မြင့်တို့အိမ်ပြောင်းကြမယ်လေကိုအိမ်နဲ့မဆိုင်ဘူးထင်တယ်ကွာအိတ်ရှိရောက်မှပြောကြတာပေါ့တခုလုံးမှရတော့မဟိအိတ်ရှိရောက်သည့်အခါပလက်ကထိုင်ပေါ်တွင်ထိုင်ချပြီးမျက်စိကိုပိတ်ခါတက်ကိုဝါရှူရင်စိတ်ကိုတည်ငြိမ်နေလိုက်ရပါတယ်ကျွန်တော်မြင်တွေ့လိုက်ပြီးလက်ကတွေးသွက်ပြီးမဲနေပါတယ်လက်တုပ်လုံးကိုမြင်ရခြင်းမဟုတ်ပဲလက်ပြန်ပြီးမြင်တွေ့ရတဲ့ဖြင့်ကျွန်တော်လက်ကိုဆွဲကန်လိုက်သည့်အစဉ်ကအေးဆက်ပြီးမတောက်နေတဲ့ထိတွေ့ကိုခံစားလိုက်ရတဲ့ဖြင့်ရုတ်တရက်လန့်ပြီးအော်လိုက်မိခြင်းဖြစ်ပါတယ်တတ်တာရလားကိုမြင်းကဘေးမှာရဲကပ်ပြီးမင်းနေတဲ့ဖြင့်ကျွန်တော်ခေါင်းကြီးလှည့်ပြလိုက်ပါတယ်မြင်းတို့တစ်ခုခုလုံးမှဖြစ်တော့မယ်အိမ်ပြောင်းရင်လည်းလိုက်နေမှာပဲတူပါတယ်ဘာဖြစ်လို့လဲကိုအိမ်မှာငကိုကင်းနဲ့ရှိနေတဲ့ຢာမဟုတ်ဘူးဟာဒါဆိုဘာလုပ်ကြမလဲဖုန်းကြီးပင်ပြီးပြည့်ရွတ်အမြတ်တမ်းပေးကမောဖတ်မှပဲရတော့မယ်မြင်းမေဟိုမှာညနေကျွန်တော်တို့စကားပြောနေကြစဉ်တမီးလေးကညင်းကိုလက်ကုပ်ပြီးကျွန်တော်နောက်ကျောဘက်လက်ညှိုးညွန်ပြတဲ့လက်ကြည့်လိုက်ရသည့်အခါနောက်ကျောဘက်တွင်ဘာများရှိနေတော့လဲတယောက်ရှိနေတဲ့ကဲ့သို့ကျွန်တော်စိတ်တွင်ထင်နေမိပါတယ်ဘေးအိမ်မှာမိသားစုများလည်းမိတ်ကြပြီးဖြင့်နိုင်ငံတော်အားရှိသွားတယ်ဘာမှမရှိပါဘူးတမီးရဲ့ကလမာလေးမေဖေနောက်မှာရက်ပြီးတမီးကိုစိုက်ကြည့်နေတာတမီးပြောလိုက်မှကျွန်တော်ကြက်တီးမွေးညင်းနဲ့ထသွားပြီးထိုင်ရမထားလိုက်ရပါတော့တယ်မြင်လဲရုတ်တရက်ထားတိုင်ကပလက်ကထိုင်ပေါ်နောက်ကိုကြည့်နေပါတယ်မြင့်တမီးပြောတာတွေ့ရလို့လားမြင့်ကခေါင်းငိမ့်ပြတဲ့ဖြင့်ကျွန်တော်လဲဘာဆက်လို့ရမှန်းတွေးတော့ပြီ9 နာရီတောင်ခွဲတော့မှမို့ဟိုအကြီးမိတ်လောက်သေးဘူးထင်တယ်ဘယ်သူလဲမြင့်3 အင်ကျော်ကအကြမ်းမြင့်ဆရာမကြီးလေဘယောကလည်းကုတယ်လေတမီးလေးနဲ့ခဏစောင့်နေမြင်သွားပြင်လိုက်အောင်မယ်မြင့်ကဘယ်လိုလုပ်သိတာလဲစုံစမ်းထားရတာပေါ့တမီးလေးကိုကြည့်ထားလိုက်အောင်မြင့်ကပျော်ပျော်ဆိုစင်းနဲ့ဂါးဖွန်သွင်းပြီးထွက်သွားလေပြီတမီးလေးကကျွန်တော်နားလို့ကတ်လာပြီးပေါင်ရလို့တိုးဝင်ကသူ့ကိုယ်သူပစိုးစင်းအုပ်ထားလေပြီမကြောက်ပါနဲ့တမီးရဲ့ဖေရှိပါတယ်ဟင်းတမီးကြောက်တယ်ဖေတမီးတို့ရှိမှသူရက်နေသေးတယ်
သမီးကိုမကြောက်ဖို့ပြောနေရတယ်လို့ကျွန်တော်ကိုယ်တိုင်ဒူးတွေတုံနေပါပြီဟေးငါသမီးကိုလာမချောက်နဲ့ငါ့ကိုဘာကောင်များမှတ်နေလဲတေသွားမယ်ကဲဖေဖေပြောလိုက်ပြီမကြောက်နဲ့တော့ဝုန်းဆိုတဲ့အတန်လေးကြားလိုက်ကြားနေရပါတယ်သမီးလေးကြောက်နေတဲ့ဖြင့်ထန်နဲ့မန်နဲ့ချင်းချောက်လိုက်ပြီးအချိန်မှာပဲပလက်ကထာထိုင်ကိုနောက်ကျောင်းမှာဆွဲလန်လိုက်ပြီးဖြင့်ပလက်ကထိုင်ကခောက်ကြကလဲကျသွားပါတယ်ဖေကြောက်တယ်သမီးကြောက်တယ်ကျွန်တော်လည်းဘာဆက်လို့ရမှမသိတော့ပဲကျွန်တော်ပေါင်ကြားထဲမှာသမီးလေးကိုကြောကုန်းသူပုတ်တက်ကချော့နေမိပါတယ်ဖူးကြီးမိသေးလူမတော်ပါသေးရဲ့အိမ်မိုတက်လာပြီးမြင့်ကိုမြင်လိုက်သည့်အခါသမီးလေးကကျွန်တော်ထံမှာမိခင်စီပြေးသွားပြီးအတင်းဖက်ရွင်ကိုပါတော့တယ်သမီးလေးတိတ်ဖွားကြီးရောက်လာပြီအိမ်မောကြပါကြီးကိုကြီးကိုဖျားခင်းပေးလိုက်ပါဦးညင်းနဲ့တူပါလာတဲ့မိမိကြီးကအိမ်မိုတို့မတက်သေးပဲအိမ်မဝတ်တွေရက်ခါအရှိကန်းကိုတေချာကြည့်နေပါတယ်အရှိကန်းထောင်းတယ်လိတ်ထားပြီးတင်ပြူဖျားကိုကျွန်တော်တွားယူမိပြုစဉ်အမေကြီးကဖျားမီရွယ်အလင်းမြန်တားဆီးလိုက်ရင်ကျွန်တော်ခြေလမ်းများရက်တန့်သွားပါတယ်သားမယူနဲ့ဖျားလုံးဝမယူပါနဲ့အဲ့ဒီတရားကိုမေကြီးကအိမ်မောတက်လာပြီးဖျားဟုဆိုရှိမှကျုံညုတ်ထိုင်ကဖျားကိုဦးသိန်းချင်းချလိုက်ပါတယ်အမေဆိုလိုက်ဆိုမေကတော့ဆိုလိုက်ကတော့ကြဒီလေးလိုက်ကတော့ရမယ်နော်ဟုတ်ကဲ့ကြီးဟုတ်ကဲ့ဖွားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိကျွန်တော်မိသားစုလည်းမေကြီးတယောက်ဆိုသည့်အတိုင်းတရဏဂုံ၃ပါးကိုစောက်တည်ပြီးဘုရားကိုဦးသိန်းချင်းချလိုက်ပါတယ်ထုံးတော့မေကြီးကမျက်စိမိတ်ကငြိမ်သက်သွားနေတယ်ခဏကြာတော့မေကြီးကစကားကိုမေကြီးထံမှာစကားကြားလိုက်တဲ့အခါကျွန်တော်နဲ့မျက်နှာကိုတယောက်ကြည့်ပြီးခဏချင်းပုတ်ကတ်သွားပါတယ်ဖြာလိတ်ထဲမှာဝင်ပုန်းနေတာအမေမြင်ပါတယ်ကွယ်အမေရောက်လာတာနဲ့ပြေးပုန်းတော့တာပဲဒီမိသားစုဘာကြောင့်ဒုက္ခပေးနေရတာလဲအမေကိုပြောပြပါဦးအမေကြီးပြောပြလိုက်သည့်အခါဖြာလိတ်ကလဲကျသွားသည်လဲကျသွားတော့လေပြေးမသွားပဲအလိမ့်လိုက်ဖြစ်နေပါတယ်အမေကြီးကမျက်လုံးမိတ်၍ငြိမ်သက်နေပြီးခေါင်းတကျဉ်းလုံနေတယ်တော်ကြသည့်ခါမှမျက်လုံးဖွင့်လာပြီးကျွန်တော်ဘက်သို့ဦးလက်ကထိုင်လိုက်ပါတယ်အေးဒီကသားနေမိကဘလို့လဲကွာညာအေးပါကြီးအေးသားရီကလေးမကသူ့အဖေကိုရှာမလို့လို့သားကိုအကူကြီးတောင်းနေတာတဲ့နောက်ပြီးသားကသူ့တရားကိုယူထားတာတဲ့လေဗျာသူ့ဖေကမြင်းနီကုန်းကားဝက်ရှော့မှာလှုပ်တာတဲ့သူ့မှာမရှိတော့ဘူးတဲ့သူ့မှာမွေးချင်းမောင်တော့မှမရှိဘူးသူ့ဖေနဲ့တူအိမ်ပြန်မလို့ကားလန်ကူးနေတော့ကားတိုက်ခံရတာတဲ့သူ့ဖေကိုရှာမလို့တာသားကိုအကူကြီးတောင်းရတာပါတဲ့ဗျာကအဲ့ဒီမှာဝယ်ထားတဲ့အတိကျွတ်တဲ့ဗျာဒီလိုလုပ်ပါလားသားဟုတ်ကဲ့ကြီးအဲ့ဒီနေရာကိုသွားပြီးသူ့အဖေရဲ့အခြေအနေကိုစုံစမ်းပြလိုက်ပါဟုတ်ကဲ့မနဲ့သွားလိုက်ပါမယ်ကြီးအကျိုးကြောင့်သိရရင်မေကိုလာခေါ်နော်မေကြီးကူညီပေးမယ်ဟုတ်ကဲ့ကြီးအခုလောလဲစေတော့ဘာမှမလုပ်နဲ့အောင်ကလေးမလေးကသူ့အဖေကိုလိုက်ရှာနေတာသူ့အဖေကဘယ်မှာရှိတယ်ဆိုတာသိရင်သူ့ဟာသူထွက်သွားပါလိမ့်မယ်ဟုတ်ကဲ့ကြီးသူ့အိမ်လေးစားနဲ့နမီကိုရောပြောသလားကြီးအလေးစားတော့မမင်းမိဘူးနမီတော့ပြောတယ်ဘာမှနမီတော့မဟုတ်ဘူးကွာမေကြီးလည်းတခြားမှတ်ပြီးတော့ဟုတ်ကဲ့ကြီးကျွန်တော်မိတ်နဲ့အိယာနိုးတာနဲ့စုံထားလိုက်ပါမယ်အမေပြန်လာမယ်နော်ဟုတ်ကဲ့ကြီးကိုသမီးတို့ဘယ်လိုကြောက်ရမလဲမလိုပါဘူးသမီးရဲ့မေကတရဝါတွေကိုကဲတင်ပြီးကုသိုလ်ပြုနေတဲ့သူပါဟုတ်ကဲ့ကြီးဖြာကိုလွတ်မပြည့်နဲ့တော့သားလက်ပြန်သွားပြန်လာရင်ဘယ်လိုလုပ်ရမလဲဆိုတော့အမေတို့သိရမယ်ဟုတ်ကဲ့ခင်ဗျလွတ်မပြည့်ပါဘူးအမေပြန်တော့မယ်သမီးလိုက်မပို့တယ်တော့နော်ဟုတ်ကဲ့ကြီးကျေးဇူးတင်ပါတယ်ရှင်အမေကြီးပြန်သွားပြီးနောက်မြင်းကသမီးလေးနဲ့တူအိတ်ခမ်းထဲဝင်သွားပြီးကျွန်တော်လည်းအိတ်ခမ်းရှိတော့တယောက်တည်းမနေရတော့ပဲအိတ်ရှိကမိဘိတ်ခါအိတ်ခမ်းထဲသို့အမြန်ပြေးဝင်လိုက်ရပါတော့တယ်တကောင်ကြောက်သည့်ချိန်တွင်ငိုရှိုက်နေသည့်အတန်ကြားလိုက်သဖြင့်ကျွန်တော်နိုးလာပြီးနားဆွလိုက်မိပါတယ်မြင်းလည်းခေါင်းထောင်လာသဖြင့်မြင်းကိုအသာလက်ကုပ်ပြီးနှစ်ကိုကြားလေတံနဲ့မိလိုက်ပါတယ်နိုးလာလားမြင်းဟုတ်တယ်ကိုရောကြားလိုက်လို့လားဟုတ်တယ်ကွာအတန်ကအိတ်ရှိရကွာဟုတ်တယ်သမီးလေးဘက်ကနေရန်ကအပြင်မထွက်ကြည့်နေနော်အေးပါအတန်လာရသမီးလေးအိတ်နေပြီးနေရာဘာမှဖြစ်နေသည့်အတွက်ထိုနေရာကိုအိတ်ရှိကန်းတောင်သွင်းပြီးဖျားလဲရှိနေသည့်နေရာမှာဖြစ်ပါတယ်ကျွန်တော်နဲ့မြင့်နားဆိုင်တာထောင်နေကြစဉ်ငိုတန်ရုတ်တရက်တိတ်ဆိတ်သွားပါတယ်ထို့နောက်ကျမ်းမြင့်ကိုလက်ပွားနဲ့ပုတ်တိုက်ပြီးရှောက်နေသည့်ရှက်ခြေစံကိုကြားလိုက်ရပါတယ်ခြေစံကအိတ်ရှိမှနောက်ဖက်သို့ဝင်လာသည့်အတန်နေထားဖြင့်ကျွန်တော်တို့နှစ်ယောက်နားဆွနေပါတယ်ခြေတန်းကကျွန်တော်တို့ရဲ့အခန်းဝတွင်ရက်တက်တာတင်ကျွန်တော်နဲ့မြင့်ညံတူကောင်းထောင်ပြီးကြည့်လိုက်သည့်အခါလိုက်ကအောက်ခြေလွတ်နေသည့်နေရာတွင်ခြေထောက်နှစ်ဖက်ကိုမြင်တွေ့လိုက်ရပါတယ်ကျွန်တော်ကအသေးချာကြည့်နေတော့လေမြင့်ကသမီးလေးဘက်သို့လှည့်ပြီးသမီးညက်တူစောင်းခေါင်းပြီးခြုံကလိုက်ပြီး
ကျွန်တော်လည်းချိန်မှဆောင်ကိုခြေထောက်တီဆွဲညက်ကဆွဲရည်ခေါင်းမိချုံမိလိုက်ပါတယ်အချိန်တော်ကြာလာသည့်အထိဒီတို့မြမထူးကြသဖြင့်ဆောင်ကိုသားလည်းပြီးကြည့်လိုက်သည့်အခါမှာကျွန်တော်ဘေးမှာခြံအောင်အပြင်ဘက်တွင်ငို့တို့ထိုင်နေသည့်ကလေးမလေးအားမြင်တွေ့လိုက်ပါတော့တယ်ထိတ်လန့်သွားဖြင့်ရုတ်တရက်អော်လိုက်ပြီးအချိန်မှတွင်ပါဇက်ကိုစောင့်ဖြင့်အချိန်မီပိတ်လိုက်နိုင်ခဲ့သောကြောင့်တမီလေးလက်နှုံးသွားခဲ့ရင်ဖြစ်ပါတယ်သို့တော်လည်းကျွန်တော်ပါဇက်မှစကားများအလိုလိုထွက်သွားခဲ့ပါတယ်ငါတို့ကိုမချောက်ပါနဲ့မနှက်ကြရင်မင်းအဖေကိုစုံစမ်းပေးပါမယ်ကျွန်တော်ပြောဆိုလိုက်ပြီးမကြခင်မှာပဲအေရှိကန်တို့ထွက်သွားသည့်ခြေစံကိုကြားလိုက်ရပါတော့တယ်အေရှိကိုထွက်သွားပြီးစောင်းကုန်းမိချုံထားသည့်မြက်ထမ်းမှအတန်ထွက်လာတဲ့ဖြင့်မြက်လဲမအိသေးပဲနားဆွနေကြောင်သိလိုက်ရပါတယ်ကို့ဘေးမှာငို့တို့ထိုင်နေတာကွာအမလီကို့စီကဥကနေအတန်ကြားလိုက်တယ်ဒီညတော့အဲ့လိုရမယ်မထင်ပါဘူးကွာခဏတော့မိလိုက်ပါကွာမနဲ့သွားစရာရှိတယ်မဟုတ်လားမျက်လုံးကျနေပြီဖះကိုအာယုံပြီးမျက်လုံးလေးမိထားလိုက်အေးညင်ပြောလို့အာယုံပြုပြီးမျက်လုံးမိထားတော့လေမျက်လုံးနဲ့နိုင်ဖះတရားကိုမမြင်ပဲကလေးမလေးမျက်နှာကိုသာမြင်နေမိပါတယ်ကလေးမလေးအကြည့်ပြီးတက်ပြောက်ခံနေကျွန်တော်ကိုကြည့်သွားသည့်အကြည့်မျိုးပင်ဖြစ်နေပါတယ်သူဤဖခင်နဲ့ဖျားလိုက်ပေါ်၌စိတ်ဆွဲပြီးကျွန်တော်နဲ့အတူပါလာပုံရပါတယ်မနဲ့မိုးလင်းသည့်နဲ့ပြင်ဒီကုန်းသို့သွားပြီးစုံစမ်းရမယ်ဖြစ်သည့်အတွက်မိုးလင်းမြန်လင်းမစေတော့ကဆူတောင်းမိပါတော့တယ်မနဲ့10နာရီကျော်ပြီးမို့ပြင်ဒီကုန်းတစ်ဝိုက်စီကားနေပါတယ်ကားပစ္စည်းများကားဝတ်ရှော်ဆိုင်များလုပ်ငန်းများစတင်သည့်အချိန်မှန်ပြီးမနက်9နာရီလောက်ကျမှထွက်လာခဲ့ပါတယ်လမ်း၌ခီးတဲ့3ယောက်လက်သားဖြင့်ကားရက်ပြီးသွားလျောက်ကိုမြစ်ကြီးရမှာစမ်းကြောင်ကျွန်တော်လမ်းပြည့်တဲ့ဖြင့်ဟန်ကြသွားရပါတယ်ကျွန်တော်လမ်း၌ခီးရက်များကိုချပေးပြီးမြေဒီကုန်းဘုံသို့မောင်းလာခဲ့ပါတယ်မြေဒီကုန်းပန်းချံသို့ရောက်သည့်အခါပန်းချံကျော်တွင်ကားရက်လိုက်သည့်လူနေရှင်းနေပြီးကွန်းရဆိုင်သို့ရောက်လာခဲ့ပါတယ်စိုက်ကားဂိတ်နှင့်ကွန်းရဆိုင်သည်စုံစမ်းမင်းရန်အသင့်တော်ဆုံးနေရာဖြစ်တာကြောင့်ကွန်းရဆိုင်ကိုရွေးလိုက်မိပါတော့တယ်အကိုကြီးရေဟိုတနေ့ကကားတိုက်ခံရပြီးတည်သွားတဲ့ကလေးမလေးနဲ့မျိုးသားတယောက်ကဘယ်ဟာလဲဗျ။ပါမြိုင်မွေမုတ်စိတ်မွေးတင်များနဲ့ကွင်းရတဲ့ကြီးကကျွန်တော်မျက်နှာကိုတခြားကြည့်ပြီးဘာကိစ္စရှိလို့လဲ။ကိစ္စလေးနည်းနည်းရှိလို့ပါဗျာ။အဲ့ဒီလူနေရာနှစ်ယောက်ကကျွန်တော်ကားနဲ့စီးအောင်လိုက်ပို့ခဲ့တာပါ။ဘာလဲဒီကိုခဏကိစ္စရှိလို့ပါ။ကွင်းရတဲ့ကြီးကပလက်ဖောင်းတို့စကားပြောဆွေးနေသည့်လက်ခုပ်တီးပြီးခေါ်နေသည့်မူဆာဆိုသူကကျွန်တော်စီကိုရှောက်လာပါတယ်။ထို့သူဒီလူနာသွားလာသည့်နေ့ကကလေးမကိုကျွန်တော်လက်ထဲတွဲပစ်လိုက်သည့်စွတ်ကြက်လက်ပြတ်နဲ့လူဖြစ်နေသူဖြင့်ဝါတာမိပါတော့တယ်။ဘာကဲဆက်ရှိလေဟာရှပိုင်းဒီလူကနာသမီးထံမှာဘယ်မှာနေလဲဆိုတာသိကျင်လို့မင်းနေတယ်။သူ့ကိုမေးနာသမီးကမူဆာနဲ့တူလှုပ်တယ်နေတဲ့သူလေ။ဟုတ်ကဲ့မူဆာကပစိုးကိုပေါင်ကြားတဲ့ညှက်လိုက်ပြီးကွန်နရွေးကိုပြစ်ခနဲ့ထွေးကကျွန်တော်ခြေစခေါင်းဆုံးကြည့်နေပါတယ်။ကျွန်တော်ကိုမှတ်မိလား။ကားတိုက်ခံရတဲ့နေ့ကလူနာ2ယောက်ကိုစီးအောင်ပို့ပေးခဲ့တဲ့လေဘီကားသမားလေးမှတ်တော်မမိဘူးဘာကိစ္စရှိလို့လဲကားတိုက်ခံရတဲ့ကလေးမလေးနဲ့ဟိုလူဘလို့နေကြသေးလဲဆိုတော့သိချင်လို့ပါကောင်မလေးကတည်သွားပြီလက်တန်တီးကတော့လက်ကျိုးသွားတယ်ခြေတော်ရိုးတွေအပ်သွားတယ်ဟာဟုတ်လားတနာစရာပါဗျာသူတို့ကဘယ်မှာနေကြတာလဲဗျမအူကုန်းမှာသူ့စီကိုသွားချင်လို့ဗျာလက်စာလေးပေးပါလားသူ့အိမ်သွားလဲဘာသူမှရှိမှာမဟုတ်ဘူးလက်တန်တီးကကျင့်မျက်နှာရိုးစေးအောင်ရောက်နေတယ်ဟုတ်လားလက်တန်တီးဆိုတာနမီရင်လားဗျနားမှာအသီးကြီးရှိနေလို့လက်တန်တီးလို့ခေါ်တာဟာသူ့နမီကအလီဗမာနမီကလှမြင့်ကျေးဇူးတင်ပါတယ်ဗျာစင်တီမယ်ဆိုသူရှိရဲ့ဆောင်နဲ့အခန်းကိုပြောပါလားသူ့ကိုပေးစရာတွေရှိနေလို့ပါရပါတယ်ကိုမူစာပေးသည့်အဆောင်ကိုတေချာမှတ်ထားပြီးအိမ်တို့အမြန်မောင်းနေလာခဲ့ပါတယ်အိမ်ရှိကန်းတို့မရောက်ခင်3ရက်အိမ်ကွာလောက်ကလေးကဟွန်းတန်ပေးထားတဲ့တမီလေးနဲ့မြင့်ကအိမ်တကားပေါက်ဝါးနိုင်ဝက်ပြီးစီးကြုံနေပါတယ်ဝါးနိုင်စီးကြုံနေပါတယ်ဘယ်လိုလဲကိုအဆင်ပြေရဲ့လားအေးအဆင်ပြေပါတယ်သူ့ဘေရှိတဲ့နေရာကိုတော့သိရပြီကားပေါ်မှာဆင်းပြီးအိမ်မိုတက်လာသည့်အခါဘုရားစိန်အောက်တွင်ထိုင်နေသည့်အမေကြီးကိုတွေ့လိုက်ရပါတယ်ကြီးရောက်နေပါလားအမေကြီးကကျွန်တော်ကိုပြုံးပြီးခေါင်းချင်းပြတယ်ကိုထွက်သွားခဲ့တဲ့အိမ်မနေရလောက်အောင်ဖြစ်နေလို့ကြီးကိုသွားခွေရတယ်အေးဘယ်လိုဖြစ်လို့လဲကွာသမီးကိုတဲချောက်လို့ဖေဖေဟင်းဟုတ်လားဟုတ်တယ်ကိုမနက်တောင်6တယ်ဆိုတော့ဘလို့တောင်ဖြစ်နေတာလဲသမီးရဲ့ကော်ဘက်ရုပ်ကအိရှိမလျှောက်မှရှောက်ပြေးနေတယ်သမီးကမြင်းကိုခေါ်ပြပြီးအိရှိကိုပြေးကြည့်တော့ကော်ဘက်ရုပ်ကခြားလိုက်ပဲရမ်းနေတာကိုကြီးဟေးသူပြောနေလို့ပါသားရဲ့တားကသူ့အဖေကိုစုံစမ်းပေးမယ်လို့မင်းညကပြောထားတယ်လေဗျာဟုတ်ပါတယ်တားထွက်သွားတော့ပျော်လို့လောက်တာပါတဲ့သူတော်ကရေးမကြည့်ဘူးကြီးရဲ့သမီးတို့တာမီးတွေကြောက်လုံးလို့သေတော့မယ်ဘေးအိမ်ကိုအော်ခေါ်ရင်ပြန်လဲမ
ကောင်းလို့ကြီးကိုစီပြေးလာတယ်သူ့ကိုယ်သူတေးသွားပြီဆိုတာမသိချသေးဘူးဗျာဒါဆိုကောပတ်ရုပ်ထဲဝင်ပူးတာကဘလို့ကြောင့်လဲကြီးဝိညာဉ်ဖြစ်နေရှိနေခြင်းကစိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်ကိုလုံးပြနိုင်တဲ့အရာနဲ့လုံးတဲ့သဘောပါလူတွေသိအောင်လုံးပြဖို့ကဒီနည်းပဲရှိရလေရုံမရှိနန်းဆိုတော့သူတို့တွေလိုလုံးပြမှာကိုရမှာပေါ့သားရဲ့ကလေးမကကားတိုက်ခံရတာပဲကိုပဲသိတယ်တေးသွားတာကိုသူမသိချသေးဘူးကလေးပဲသိရကလေးပဲရှိသေးတာဆိုတော့ဥညင်ဘွားနဲ့မသွားတယ်မလားရောင်ချာဖြစ်နေရှာတာသူ့ဖွေမွေးလို့တားနောက်ကိုလိုက်လာတာတဲ့တားကဆေးရုံလိုက်ဖို့ပြီးနေတယ်သူမှတ်မိတယ်တဲ့သူ့တရားကိုလည်းပြန်တောင်းနေတယ်ဩသူ့အဖေတဲ့စုံစမ်းလို့ရသလားတာဟုတ်ကဲ့ကြီးသူ့ဖေကမသေးသေးဘူးလက်ကျိုးသွားတယ်ခြေတော်ရိုးအပ်သွားတယ်အခုကျင်းကျွန်းနိုင်ကအယိုးဆေးရုံမှာတင်ထားလို့ကြားပါတယ်ကောင်းလိုက်တာကဲအမေသူနဲ့စကားပြောတော့မယ်ညင်ညင်လေးနေပေးကြတော့ဟုတ်ကဲ့ကြီးအမေကြီးကဖျားဆုံးပဲလက်ကဦးသိန်းချင်းချပြီးပါဇက်ကနေတထွတ်နဲ့ပြောဆိုနေပါတယ်ခဏကြာတော့မင်းညာကကဲ့သို့မျက်လုံးလေးမှိတ်ပြီးငြိမ်သက်သွားပါတယ်ကျွန်တော်တို့မိသားစုကအမေကြီးနဲ့ခက်လန်းလန်းနေထိုင်ပြီးနေကြပြီးအမေကြီးနဲ့လေရန်တောင်းတို့ထိုင်ထားပြီးတင်ဖြူဖျားလေးကိုတတိထားပြီးကြည့်နေမိပါတယ်ဖျားကိုမြင်းပြန်လိမ့်လိုက်တာလားမဟုတ်ဘူးကြီးလိမ့်ပြီတာမြင်းလည်းမကင်ရဲဘူးညနေကျွန်တော်တို့လေသံပြေပြောဆိုနေကြတယ်တမီးလေးကကျွန်တော်ပေါင်မူလက်မြင့်ပုတ်ကရှားလေးကိုလက်ညှိုးထိုးညွှန်ပြနေတဲ့ဖြင့်ကျွန်တော်တို့မြင့်နဲ့အကြည့်ကခန်းနောက်ကဖျားလေးစီသူရောက်သွားကြပါတယ်တင်ပြူဖျားလေးကမတိမတလို့ရှားနေရပြီးနိုင်ငံရင်းခနေပါတယ်ညဘက်မဟုတ်တဲ့ဖြင့်အလုံးမင်းကြောက်လန့်ခြင်းမရှိတော့လဲအနေငယ်တော့ကြောတဲ့မဲ့စိတ်ချမ်းသွားတယ်မေဟိုမှာဖျားလေးတွေကခေါင်းထွက်နေတယ်တမီးကတန်တိုးလေးပြောနေတဲ့ဖြင့်ညင်ခွင်ထဲသို့တိုးကမျက်နှာလေးဝတ်ထားမိရတယ်တပီးကမြင်ရလို့လားကျွန်တော်ကတပီးလေးနားကပ်ပြီးလေသံတိုးထင်မိလိုက်တယ်ဆိုရင်တပီးကညနာဝတ်ထားညနာဝဲရင်မှာခေါင်းချင်းပြတယ်ကဲတမီးတို့ရေမလေးမေကြီးကသူတို့ကျွန်တော်တို့ဘက်ကိုကြောက်ခိုင်းထားရမှာရုပ်ရက်ပြောလိုက်တယ်ဖျားလိုက်ကိုသေချာစောင့်ကြည့်လိုက်ကြသည်ခါမြင်းနဲ့ကျွန်တော်တို့နှစ်ယောက်လက်သွားကြပြီးမြင်းကလက်မီអော်လိုက်မိပါတယ်ဘာဖြစ်လို့လဲတမီးအေးဘာမှတော့မဟုတ်ပါဘူးကြီးကရုတ်တရက်ကဲဆိုတော့ပြောလို့လက်သွားတာပါဖြစ်ရလေတမီးရဲ့အမေအတန်နည်းနည်းကျဲသွားတယ်ထင်ပါရဲ့ဘာလို့ရမလဲဆိုအမေပြောပြမယ်ဟုတ်ကဲ့ကြီးအမေကြီးကကျွန်တော်ဘက်ကိုလှည့်ထိုင်ကသားကညနေလူနာတွေ့ရဲ့ချိန်ကြရင်ဆေးရုံကိုသွားပြီးသူ့ဖေကိုသွားလိုက်ပါဘာမှမပြောနဲ့ဖျားလေးကြံခဲ့လို့လာပြီးတာဆိုပြီးပြောလိုက်နော်ဘာသာကြောင့်ဆိုပေမဲ့ယုံဘူးဆိုတာတော့အမေလည်းမသိဘူးဟုတ်ကဲ့ခင်ဗျသမီးတို့မှာကြည်မှန်အသေးရှိလားလက်ကမိုင်လေးအဲ့ဒါမျိုးတော့မရှိဘူးကြီးသမီးတနခါလေးနဲ့မှန်ပဲရှိတယ်တိတ်တော့မကြည့်ဘူးကြည့်ရင်လည်းလက်နှစ်ဖက်ကင်ရတဲ့ကင်တဲ့ခါစင်မတီမှာဆိုလို့သမီးရဲ့မှန်ကဈေးကြည့်ရင်တော့ဈေးပေါ်တဲ့မှန်နဲ့တော့ဝယ်လိုက်သမီးဈေးမကြည့်ပါဘူးဘာလို့မလဲကြီးပြောပြပါမယ်တာအမေပြောတာသိချာနားအောင်နော်အမေကဖျားလေးကိုခန်းထဲထည့်ခဲ့မယ်တားတို့ကပြတင်းပေါက်တွေမိတွေပိတ်ထားပေးပါအလင်းရောင်နေပါရှိနေခဲ့ရင်ကိစ္စမရှိပါဘူးဘာလို့ရမှာကတားလို့ရမှာကအိမ်ကမတက်ခင်ဖျားလေးပုတ်ပြီးစပီဒန်ခေါ်မိုအေးနင်းဖေနဲ့တွေ့ဖို့လိုက်ခဲ့ဆိုပြီးသုံးခါပြောဒီလိုလုပ်တဲ့အချိန်မှာတားတယောက်လည်းရှိနေရမယ်သမီးတို့သားမီးကတော့အမေအိမ်မှာခဏလာနေကြဗျာမကြောက်နဲ့တော့သားဟုတ်ကဲ့ရေးကြည့်တဲ့အချက်ကိုအမေပြောပြမယ်ဟုတ်ကဲ့ကြီးအမေပြောတဲ့အတိုင်းပြောပြီးတာနဲ့တားကဖျားလေးကိုကြော်ပြီးမှန်တဲ့ကနေနောက်ကြည့်မှကြည့်ပါကလေးမလေးကဖျားလေးပြီးမှတွေ့ရင်တော့အဆင်ပြေပြီတားနဲ့လိုက်ခဲ့မယ်ဆိုတဲ့သဘောပေါ့ဗျာဘလို့ပုံစံနဲ့နေရပါစေမကြောက်ပါနဲ့သားကလေးမကိုဖျားလေးပြီးမှမတွေ့ရရင်တော့တခုခုမှားနေပြီအဲ့ဒါဆိုဘာသက်သိမလဲကြီးမှားပြီဆိုတာနဲ့နိုင်မီခေါ်ပြောမှားလို့ပါဘာမှမဖြစ်ပါဘူးကျွန်တော်တယောက်တည်းလုပ်ရမှာမလို့လုပ်ရမှာလားကြီးနေပြီလို့မရဘူးလားတားတယောက်တည်းလုပ်ရမှာဘေးမှာဘယ်သူမှရှိလို့မရဘူးတားကသူ့ဆရာကိုယူခဲ့မိတယ်တောင်းမှန်ရမှာဗျာအမေပြောတာကိုသိချာနားထောင်ဟုတ်ကဲ့ဖျားလိုက်ပြီးမှကလေးမလေးကိုတွေ့ရင်လက်ဖျားမှမသိလို့ယူမိတာပါနင့်အဖေနဲ့တွေ့ဖို့ငါလိုက်ပြခဲ့ပြရမယ်လို့တခါတည်းပြောတခြားဘာမှမပြောမိစေနဲ့ပြောပြီးတာနဲ့မှန်ကိုကြမ်းတင်မောင်မှောက်ထားလိုက်ပြန်မကြည့်တဲ့နော်ဟုတ်ကဲ့အဲ့ဒါတွေပြီးသွားရင်တော့ဖျားလိုက်ကိုပိုက်ပြီးသူ့ဖေစီခေါ်သွားပြီးတော့သူ့ဖေကိုပေးပြီးရနဲ့တားကိစ္စပြီးပြီကျန်တာမေကြီးဆက်လုပ်မယ်ဘ
ယ်ချိန်လောက်ရမှာလဲကြီးညနေလူနာကြီးတဲ့ချိန်ရောက်သွားရမှာဆိုတော့မသွားခင်လုပ်ပေါ့ခုကလေးကကြုံမလုံးနဲ့နော်သွားကနေမှတခါတည်းလုပ်ဟုတ်ကဲ့ကြီးပြောရမယ့်စကားတွေမေးသွားပြီလားမေးသွားရင်လည်းအမေပြန်ပြောမယ်နော်မားလို့မဖြစ်ဘူးကလေးမရဲ့နမီရင်ကိုမှတ်မိရလားမှတ်မိပါတယ်ဒါဆိုအမေကိုဖျားလေးပေါ်ထားပြီးအခန်းတစ်ခုဖျားလေးထားဖို့အခန်းတစ်ခုပေးပါသမီးတို့အိတ်ခမ်းပဲရှိတယ်ကြီးအဲ့ဒီအခန်းဆိုရလားရပါတယ်နည်းနည်းမှောင်နေပြီးရပဲကျမ်းပေါက်တဲ့နေရာကတော့အလင်းဝင်ရမှာပဲလေအဲ့တော့ရပါတယ်အမေအခန်းကိုအမေကိုအခန်းပြဟုတ်ကဲ့ကြီးသမီးနဲ့လိုက်ခဲ့ကိုရင်သမီးကိုခဏခေါ်ထားလိုက်အောင်အမေကြီးကဖျားလိုက်ကိုဝေပြီးမြင့်နောက်မှအခန်းတို့လိုက်ပါတယ်ခဏကြာတော့မြင့်နဲ့အမေကြီးတို့နှစ်ယောက်အခန်းထဲမှာပြန်ထွက်လာကြပါတယ်ခန်းထဲကိုဘယ်သူမှမဝင်သေးနဲ့တော့သမီးခန်းထဲကိုကလေးကစာမဝင်မစီနဲ့တော့သမီးဟုတ်ကဲ့ကြီးယူဆိုင်ပြီးထိမ့်သိမ့်ပါမယ်အမေပြန်တော့မယ်ထမင်းစားတော့ပါအောင်ကြီးထမင်းကျွေးခြင်းလို့ပါမစားတော့တော့ဘူးအိမ်ကအဖိုးကြီးကထမင်းစားဆောင်နေမှာတားလို့ဆက်ရှိတာလို့တော့မယ်အချိန်မှာတားတော့သမီးကအမေစီလာနေကြနော်ဟုတ်ကဲ့ကြီးအခန်းဝါး၌ရက်ပြီးစိတ်ကိုတည်ငြိမ်အောင်ထားနေတော့လေရမမတထိန်သိမ်းမိတန်ကိုတိုင်းသားကြားနေရဖြင့်ညနေဒီမစောင့်နိုင်တော့ပဲနေ့လေ3နာရီကမြင်းနဲ့သမီးကိုအမေကြီးအိမ်သို့လွှတ်လိုက်ပါတယ်မြင်းကစိတ်မချနေပြီးပြနေ့လက်ကင်မှုကြောက်နေကြမလို့ကြောင်းပြောဆိုလိုက်ရတော့လေမြင်းတို့မိသားစုအမေကြီးအိမ်သို့ထွက်သွားတဲ့ကလေးကတယောက်တည်းထိုင်မရထမရဖြစ်နေပါတယ်အိမ်ဘေးအိမ်မှာကလေးများစော်ကစားကြများနဲ့လူကြီးများစကားပြောဆိုနေကြတဲ့ပုံစံကိုကြားနေရတဲ့ဖြင့်စိတ်ကအနေငယ်တတ်တာရပါတယ်တကယ်လို့ရမယ်ဆိုပြီးဒူးနှစ်ဖက်ကလည်းတဆက်ဆက်နဲ့တုံးနေပါတယ်ခြေပြားလက်ဆန်းများကလည်းအေးဆက်ပြီးအခန်းဝါး၌ချီတုံချတုံဖြစ်နေမိပါတယ်မဖြစ်မနေလို့ရမည်ကိစ္စမှုဖြစ်သည့်အတွက်အတင်းကလိုက်ကာကိုဆွဲဖွင့်ပြီးအခန်းထဲသို့ဝင်လိုက်ရပါတော့တယ်ဒီရင်ပေါက်ကြားနေရန်ကြားနဲ့ကြမ်းခင်းထားသည့်မှတိုးဝင်သည့်လင်းရောင်ကိုသာမြင်လိုက်ရသည်စိတ်သက်သာရပါတယ်ကျွန်တော်လည်းအချိန်ဆွဲမနေတော့ပဲအမေကြီးပြောခဲ့သည့်အတိုင်းမှားရမရှိအောင်ပြောဆို၍ဖျားလက်ကို3ချက်ပုတ်လိုက်ပါတယ်ညီတို့မြမထူးကြတဲ့စဉ်မှန်ကိုထောင်းပြီးနောက်ကြည့်မှန်ကိုကြည့်လိုက်တဲ့အခါကျွန်တော်တကူလုံးအိတ်ဆက်တောင်သွင်းပြီးတက်ရှူရမနဲ့ပြောသွားပါတယ်ဖျားလိုက်ဘေးတို့ရက်နေသည့်ကလေးမလေးသည်ရခင်ကဲသို့မဟုတ်တော့ပဲမျက်နှာကဖူးရောင်ပြီးဖောင်းကားနေပါတယ်ညလုံးတစ်ဖက်ကပြင်းသူပြူထွက်နေပါတယ်ရခင်ကလို့ထီအောင်အင်းကြီးညက်ရှင်နဲ့ညိုရောင်ပေါင်းပြီးဝှစင်ထားခြင်းမဟုတ်တော့ပဲတကူလုံးပိတ်စုများနဲ့ပတ်ထားပါတယ်လက်တရားမှမသိပြီလို့ယူမိတာပါလက်ဖိနဲ့တွေ့ဖို့ငါလိုက်ခဲ့ပွေလိုက်ပို့ပေးမယ်ကိစ္စအမြန်ပြီးမှဖြစ်တော့မှာမို့အမေကြီးထည့်ထားတဲ့အတိုင်းအမေကြီးပြောထားတဲ့အတိုင်းအသေးချာပြောဆိုကကြည်မှန်ကကြမ်းမြင်ကိုသူမှောက်ချလိုက်ပါတယ်ဖျားလိုက်ပြီးပေါ်ပွားနေပဲလေးလံနေရကြကျွန်တော်သတိထားမိလိုက်ပါတယ်အိတ်ရှိဆိုရောက်သည့်အခါတကားလေးဆင်းနေပူကြသဖြင့်ကားစီသွားပြီးကားနောက်ခံသူဖျားလိုက်ကိုထက်ကအမေကြီးတို့အိတ်ရှိမှရက်ကြည့်နေရသည့်မြင်းနဲ့သမီးလေးကိုမြင်လိုက်တဲ့လက်ပြနှုတ်ဆက်ပြီးကားပေါ်သို့အမြန်တက်ကဆန်ထုတ်လိုက်ပါတယ်ကျင်းညွန့်နိုင်ရိုးစေးယုံကြီးသူရောက်သည့်အခါလူနာကြီးသည့်အချိန်မြောက်တဲ့ဖြင့်ကားပေါ်ထိုင်ပြီးစောင့်နေပါတယ်လူနာကြီးရောက်သည့်အခါဖျားလေးကိုပိုက်ပြီးဟိုမေဒီမေးစင်းနဲ့အလီခေါ်ကိုလာမြင့်ကိုရှာဖွေရပါတော့တယ်မကြခင်မှာပဲကျွန်တော်တွေးလို့ဒီကကိုလာမြင့်ထံသို့ဆက်ဆက်မြရောက်ခဲ့ပါတော့တယ်ဘယ်ဘက်လက်နဲ့ညာဘက်ခြေထောက်မှာပတိများနဲ့စီးနှောင်ပြီးဂရင်မော်ဒွန်လှည့်နေသည့်ကိုလာမြင့်ကိုကြည့်ပြီးရင်ထဲဆုံးနှင်ပြီးသွားပါတယ်ကိုလာမြင့်ပြီးဆွေးရနှမ်းမပုံရပါတယ်ကိုလာမြင့်မဟုတ်လားဟုတ်ပါတယ်ကျွန်တော်နာမည်ကမြအေးပါကိုလာမြင့်တို့ကိုစေးရုံလိုက်ပို့ပေးတဲ့တပိမောင်းတဲ့သူပါ။အော်ထိုင်ပါကျေးဇူးတင်လိုက်တာဗျာကျွန်တော်ထိုင်မရလို့လက်ပြီးစကားပြောလဲစိတ်မရှိပါနဲ့။ကိုလာမြင့်ဒီကျွန်တော်ထက်အသက်အများကြီးရှိတော်လဲရိုသေသမှုနဲ့ပြောဆိုပါတယ်။ဖော်ရည်။တမီးလေးအကြောင်းကြားတာစိတ်မကောင်းပါဘူးဗျာ။ကျွန်တော်လည်းအမြန်မောင်းတာပဲ။ကျွန်တော်လက်ပေါ်မှာပဲဆုံးသွားတာ။အလားပေးသလောက်ပေါ်နေရမှာပေါ့ဗျာ။ကိုလာမြင့်ကလက်ကြည့်ရင်လည်းကျွန်တော်ကားပေါ်မှာကြံခဲ့တဲ့ကိုလာမြင့်ဖျားကိုလှည့်ပေးလိုက်ပါတယ်နေပါသေးဗျာဘာတက်ဘုံမှမရှိတာတကူကပေးနေကြမလို့ပေါ့တန်မိုးရှိတယ်ကိုလာမြင့်ကျွန်တော်ကားပေါ်မှာကြံခဲ့တဲ့ဆိုတော့ညသမီးလေးကဒီတရားကိုသဘောကျပြီးလက်မလွတ်ပဲကင်လာနေတူပါတယ်အဲ့ဒါတော့ဟုတ်တယ်ဗျာအဲ့ဒီကဖျားယောင်းတဲ့အတဲ့ကဆိုင်ရှိကဖျားသွားတာနဲ့ကျွန်တော်ကိုတင်းပူစားတာပဲတွေ့တဲ့ဖျားကအစတွေထွက်ပြီးစုလို့ဖျားဝယ်ပေးပါဆိုလို့ပြောလို့ပါစီးကြလာပြီးမျက်ရည်များကိုတုပ်နေပြီးကိုလာမြင့်ကိုကြည်ရင်ကျွန်တော်မျက်ရည်များဝဲလာပဲဖြင့်အခြားเจ้าကိုမင်းမြီစကားလွှဲလိုက်ရပါတော့တယ်လူနာဆောင်ကမရှိဘူးလားကိုလာမြင့်ရှိတယ်ကိုကျွန်တော်နဲ့အတူညဆောင်ပေးတယ်ကျွန်တော်ညီမကအလုပ်တစ်ဖက်နဲ့ဆိုတော့ထမင်းပို့ချိန်မှလာနိုင်တယ်ညနေစာတော့လာပို့သွားပြီညနေစာကကျွန်တော်အတူလာမှပဲယူလာလိမ့်မယ်ကိုဒါဆိုကျွန်တော်ပြန်တော့မယ်ဗျာကားဆွဲလိုက်အောင်မယ်ဟုတ်ကဲ့ကိုကျွန်တော်ခြေတွေလက်တွေကောင်းမှပဲအလုပ်ပြန်လုပ်နိုင်တော့မယ်
ညီနေကုန်းရောက်ရင်ကျွန်တော်နဲ့မိလိုက်ပါကားပစ္စည်းလိုရရင်ကျွန်တော်နဲ့ဆက်သွယ်ပြီးဝယ်နော်တန်တီးလို့မရင်ကလေးတွေကစာကုန်သိပါတယ်ဟုတ်ကဲ့ကိုလာမြင့်ကိုလာမြင့်ဟာငွေရဆင်းကူညီသလိုပဲကျွန်တော်ကိုယ်တိုင်ကကားဆွဲမှထမင်းဆရာနေသည်မှုဘဝမို့မကူညီနိုင်ခဲ့ပြီစေယုံပြန်တော့ကျွန်တော်ရင်တစ်ခုလုံးပေါ်ပါနေတယ်အဲရောက်သည့်အခါညနေသမီးလေးတို့အိမ်တော်မှာကြိုးနေတယ်မေမေကြီးကကြည်မှန်ကိုမှောက်ထားထုခွဲလိုက်ပြီးချောင်းထဲသို့လွှတ်ပြီးချောင်းပြောလိုက်ရတယ်ထိုးလေးထိုးချင်းမှဆိုရင်ကျွန်တော်အိမ်တော်မခေါ်ပဲရောက်လာသည့်ဧည့်သည်တယောက်ပေါ်မလာတော့ပဲပျောက်ကွယ်သွားပါတော့တယ်ရင်းဒီကုန်းတို့မကြာခဏရောက်တော့လဲကိုလာမြင့်ထံသို့မရောက်တဲ့ဖြင့်ကိုလာမြင့်လှုပ်လှုပ်လာနိုင်သည်တလားဟုအခြားလို့ပြောင်းသွားသလားဟုကျွန်တော်မသိချေကလေးမလေးလည်းသူ့ဖခင်နဲ့တူရှိနေသည်လားအခြားပုံဘွားတို့ကူတောင်းသွားကြည့်စလားကိုကျွန်တော်မသိရွယ်ခဲ့ပြီဖေကြီးရင်သားစိတ်ရောက်တော့မယ်ပစ္စည်းတွေစစ်အောင်မိကြံကုန်မယ်အေးဟုတ်လားအေးလေမိပန့်ကြော်ရင်ရင်သားစိတ်ရောက်မလို့အေးဟုတ်သားပဲကားဆရာလေးရင်သားစိတ်သားမှရက်လိုက်ပဲဟုတ်ကဲ့ပါဘာတွေတွေ့နေလားဖေကြီးရဲ့တလက်လုံးငြိမ်နေတာပဲမေကြီးကစိတ်ကောက်ပြီးစကားမပြောတော့ပဲမြတ်တာညွန့်လမ်းမှာပဲအကြောင်းတွေးနေတာပေါ့ကွာပြလိုက်ပါတော့ဖေကြီးဟာ9မိနစ်တည်းကိစ္စကိုမင်းပဲအစားဖွက်လိုက်တာလေအမေကြီးရဲ့ဟုတ်ပါပြီဒါလေးပြောမိတာကိုဖြစ်နေလိုက်တယ်ဆင်းတော့ကားရဲလိုက်သည့်ခါကျွန်တော်ရင်ဆင်းလိုက်ပြီးမြင်းကကျွန်တော်နောက်မှာဆင်းလိုက်ပါတယ်ကြီးမေထိကြံခဲ့တယ်အော်ဟုတ်သားပဲကျေးဇူးပဲသားကြီးငါကြတော့ပစ္စည်းမိကြံပြောပြီးသူကတော့ထိကြီးမိကြံနေတယ်ကောင်းရောကွာအဖေကြီးကဂူးဆိုင်နေရတာနဲ့ထိမိသွားတာပါအော်ပါဗျာတလားလုံးစကားမပြောပဲစိတ်ကောက်နေတာများဂူးဆိုင်နေရပြောသေးတော်ပြီဖေကြီးရော့သားကြီးကားကစစ်ကြည့်လိုက်အောင်နော်ကားဆရာကပတ်ဆိုင်ရွက်ပြီးကျွန်တော်တို့နှစ်ယောက်ကိုပြုံးစည်းစည်းနဲ့မောင်းထွက်သွားပါတယ်ကားဆရာကအသက်ငယ်ငယ်ပင်နဲ့တစ္ဆာရှိပါတယ်။မြတ်ပစ္စည်းကိုအချောင်းလုံးချင်းသိမရှိပါဘူး။ထီးမို့လို့သတိပေးတာနေမှာပေါ့ကွာ။ပတ်ဆိုင်ရီတို့ဖုန်းလို့ကြံကြည့်ပါလား။အမေဖျားလိုက်တောင်ပြန်မပြီးတဲ့သူကရှိသေးတာပဲ။မင်းဘသူကိုစောင့်ပြောနေတာမေကြီး။ဖေးဦးတက်တက်ပြောနေတာရှင်းပြီလား။တော့ကွာဈေးထဲမှာပဲသွားမလို့ဒီဖိုးကြီးကတော့ကားတိုက်ပြီးတည်တော့မှာပဲ။ကျွန်တော်လဲကိုတွေးနဲ့ကိုမှုဈေးထဲမှာပဲလမ်းဖြတ်ဘူးကြံနေလိုက်ပြီးမြင်းကကျွန်တော်လက်မောင်းကိုစောက်ဖဲလိုက်တယ်ဖြင့်မိဘဖြတ်လာသည့်ဗစကားနဲ့ပုတိကတိသူသားတယ်ဟုတ်တယ်ဟေးဟိုကလေးမဘယ်ဘွားရောက်နေလဲဆိုတော့သွားကြည့်မလို့ကွဖေးကြီးသွားကြည့်တာကမရေမကြည့်ဘူးကျမအသေးကြောက်တယ်